Hello. Hello. Oh, siya mala chami ba mi ko. ဒီနေ့ကလည်းဗျမ်းမလာဘုံကလည်းမလာရှာဘူးဆိုတော့ချဖြစ်သွားပြန်ခေါ်ပေးလိုက်ပါအောင်မယ်ကဲအားလုံးပဲမင်္ဂလာပါရှင် Hello ဟုတ်ကဲ့ကိုပြောဟောကျွန်မ live လွှင့်နေတယ်ကိုနှလုံးကနန်းမေးတင်တနင်္လာနေ့မှာဖုန်းဆက်အောင်ကျော်ဆိုတဲ့ကောက်ပါရှင် live ကိုစောင့်နေတာပါတဲ့ဟုတ်ကဲ့ပါရှင်နော်ဟုတ်ကဲ့ပါတော့တွဲမင်္ဂလာပါဆရာမဟုတ်ကဲ့ပါရှင်ညနိုးရေးတဲ့နှစ်ပတ်ရှိပြီတဲ့အမြတ်ကြံလို့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လာထွေးဆိုတဲ့ကောက်ပါရှင်ကြာတာပရိနိတွေကပတ်စံလွှဲလိုက်တယ်ဆရာမလေးတဲ့အဲ့ဒါဖုန်းပြန်ဆက်ထားလားဖိုင်ဘာမှာပြေစာပို့ထားလားဖိုင်ဘာမှာပြေစာပို့ထားရင်တော့စိတ်အေးလက်အေးနေပါဖုန်းမဆက်ရသေးဘူး message ကပဲယူတယ်ဆိုရင်တော့ဖုန်းလေးပြန်ဆက်ပြီးတော့ခဏမရမှာစိုးလို့ပါခဏမရမှာစိုးလို့ပါမမြတ်တို့ရည်တဲ့မွေးကနန်းပေးပါအောင်နဲ့အမလေးစိတ်တွေကတိနေတာလားလို့ထွန်းထွန်းဆိုတဲ့ကောက်ပန်ရှင်လေးညတို့ဒီတစ်ပတ်မွေးကနန်းပေးမယ်ဆိုတာကိုစိတ်တွေကကြိုတိနေတာလားလို့တောင်းစရာမလိုเนาะဒီတစ်ပတ်ပေးဖို့အစီအစဉ်ရှိတယ်အမတဲ့နေလိုက်ပတ်လုံးမှန်နေတဲ့ကိုထိုက်ဆိုတဲ့အကောက်ပန်ရှင်ကကိုထိုက်ရဲ့နေလိုက်ပတ်လုံးမှန်တယ်လို့အမိန်ကွက်တွေကမထိလို့လားလို့မိန်ကွက်တွေလည်းထိတယ်ဒီကွယ်နော်ငွေလေးဆိုတဲ့ကောက်ပန်ရှင်ကပန်းစီရောင်လေးနဲ့လှနေတော့သမီးမြိတ်နို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာမလေးကစေတနာကောင်းလို့အမြဲလှနေတာတဲ့မိုးမိုးကြီးဆိုတဲ့ကောက်ပန်ရှင်ကဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်နော်ဒီတစ်ပတ်အောင်စိုးဆိုတဲ့ကောက်ပါရှင်အခုမှပြန်တွေ့ရလို့ပျော်လိုက်တာတဲ့ဟုတ်ကဲ့ပါလို့နော်သဘောကျနေသဘောကျတဲ့နေတိုင်းမှန်တဲ့လှလှထွေးဆိုတဲ့ကောက်ပိုင်ရှင်ကကျေးဇူးအများကြီးတင်တယ်နော်စူးစမ်းပေးပါမယ်ကောင်းဆုံးစူးစမ်းပေးမယ်နော်ရှိတော်ဆရာမလေးတဲ့လေးစားပါတယ်တဲ့ဟုတ်ကဲ့ပါရှင်သမီးရေတနင်္လာနေ့ညနေတစ်ပိုင်းပဲလွတ်တဲ့ကြံရက်တွေအားလုံးဆင်ပြေပါတယ်နော်တဲ့ကျေးဇူးသမီးရေတဲ့တနင်္လာနေ့ညနေကခွန်ပတ်သီးထည့်ပြီးတဲ့နေ့တိုင်းထဲမှာထူးရှယ်ပါဝါမူရ82တန်းထွက်တယ်လေကိုးပရိတ်ကတော့ပြောမနေနဲ့မနက်ပိုင်းမှာကြာသွားတဲ့အတွက်ကတော့ထားလိုက်တော့မပြောတော့ကိုးပရိတ်တွေကလည်း3ချိန်လုံးတော့ရှယ်ထွက်3ချိန်လုံးတော့ရှယ်ထွက်ကိုးပရိတ်ကလည်းနော်ခုနှစ်ရက်သားသမီးတွေရဲ့ကဲတင်ရှင်တဲ့ဟုတ်ကဲ့ပျော်ဝဲသားလေးအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါအလုံးမအားလို့တဲ့လိုက်မကြည့်ရတဲ့နှစ်ပတ်အတွင်းအရှုံးပေါ်သွားတဲ့ဆရာမလေးကြီးတဲ့ကဲကိုအောင်စိုးရေအဲ့ဒါဆိုရင်မျက်နှာကဒီတစ်ပတ်လေးဖះနဲ့ပတ်သက်တဲ့မွေးကနန်းလေးပေးမှာဆိုတော့တစ်ချက်စောင့်ကြည့်သွားပါနော်အဲ့မွေးကနန်းလေးပေးကန်နေကြရင်မျက်နှာစကားလေးနည်းနည်းပြောစရာရှိတယ်နော်အဲ့ဒါလေးကိုလည်းမွေးကနန်းလေးမယူခင်မှာတေးသေးချာချာလေးဂယူးတဆိုင်နဲ့အာယုံလေးစိုက်ပြီးနားထောင်ပါလို့နော်ညနိုးဘာကြောင့်ဒီမွေးကနန်းကိုပေးရခြင်းဒီမွေးကနန်းဒီဘာကြောင့်ဆိုတဲ့စကားလုံးလေးထည့်ပြောပေးမယ်နော်တေးသေးချာချာယုံယုံကြည်ကြည်နဲ့ထိုးပါမွေးကနန်းလေးပေးမယ်နော်စေတနာကောင်းသောမျက်နှာလေးတဲ့ကျမ်းမာချမ်းသာပြီး96ပါသောအနာရောဂါကင်းဝေးပါစေရှင်တဲ့ဟုတ်ကဲ့ပြီးတော်စုနဲ့ပြည့်စုံရပါစေရှင်လို့နော်ခင်နိုးနိုးဆိုခင်နိုးနိုးချစ်မလေးအကောင့်နာမည်ရရှိလိုက်တာနော်မလေးပြန်ဖတ်ပေးမယ်မင်္ဂလာပါမြတ်နိုးလေးတဲ့ချစ်တယ်နော်တဲ့ဟုတ်ကဲ့မြတ်နိုးက
ခုနှစ်ရဲ့သားသမီးအားလုံးကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်ကိုပြိုင်နေတယ်ပဲပြိုင်ဘက်ပဲဖြစ်ဖြစ်မနာလိုဝင်တိုတဲ့လူကိုပဲဖြစ်ဖြစ်သူတို့ရင်တွေကအမုန်းတရားတွေသူတို့ရင်တွေကမလိုတရားတွေကိုမြင်လို့မသိမမြင်တွေ့ရတဲ့အတွက်ခုနှစ်ရဲ့သားသမီးအားလုံးကိုမိသားစုနေရာမှာထားပြီးတော့မြင်လို့ပါတယ်လို့နော်ကိုယ့်ပေါ်မှာမလိုမှုတရားတွေပြိုင်ခြင်းဆိုင်ခြင်းနဲ့စိတ်တွေအဲ့ဒီလိုလူမျိုးကိုများချစ်ပေးတယ်သူတို့ရင်တွေကအမုန်းတရားတွေကိုလည်းကိုမသိဘူးလေနော်ဒါပေမဲ့ကိုကမြည်သူရဲ့မြည်ဝါရဲ့မသိဘူးကိုအမုန်းနေတဲ့သူလည်းကိုရဲ့မေတ္တာကြောင့်သူတို့အဲ့အမုန်းတရားတွေပြေပြောက်သွားမှာပဲနော်အောင်ကျော်ဆိုတဲ့ကောက်ပန်ရှာဟုတ်ကဲ့ပါဆရာမလေးတဲ့ကျေးဇူးအထူးတင်ပါတယ်ဆရာမလေးတဲ့ဆရာမလေးမေတ္တာကြီးတော့ဆရာမလေးပေါ်မှာလည်းမေတ္တာထားတဲ့သူတွေအများကြီးပါဆရာမလေးတဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်နော်ဒီတစ်ပတ်ကတော့ဗုဒ္ဓဟူးနေ့10ရက်နေ့မှာတော့ဖောင်းရက်ရှိတယ်ဒါပေမဲ့ဘလို့ပဲဖောင်းရက်ရှိပေါ့နော်ဒါမျိုးလို့နဲ့ဖွဲလာဝင်ထားတဲ့မိသားစုတွေကအသိဆုံးနော်ဖောင်းရက်ရှိလဲမြတ်တို့ဘက်ကအစင်းပြေအောင်လုပ်ပေးတယ်အဖွဲ့ဝင်တွေပေါ်မှာရောဒီပြီးခဲ့တဲ့ဘက်ကဆိုရင်လည်းဒီ live မှာလည်းမြတ်တို့နဲ့အဖွဲ့လာဝင်ထားတဲ့မိသားစုတွေကိုအားလုံးအစင်းပြေအောင်ချပေးသွားတာပဲခဏနော်ဗုဒ္ဓဟူးနေ့ပိတ်ရက်ရှိတယ်မကြောက်ဘူးအဖွဲ့ဝင်ခေါ်တယ်နော်ညနိုးသည်လုံးဝတစ်ပတ်ကို2ရက်ထဲထွက်ရင်တော့မခေါ်ဘူးပေါ့တစ်ပတ်မှာ9ရက်ရှိတာ1ရက်ထဲဖောင်းတာဘာမှပြဿနာမရှိဘူး4ရက်ထဲထွက်တယ်ပြီးတော့ကိုချပေးတဲ့ကဏ္ဍအတိုင်းဒီလေအားလုံးအတွက်ကအဆင်ပြေသည့်အတွက်အဖွဲ့ဝင်ခေါ်ပါတယ်လို့နော်ပြီးတော့ညနိုးကဘယ်အရာပတ်တီးရောင်းစားတာလည်းမဟုတ်ဒီစကားခဏပြောတယ်နော်ပတ်တီးရောင်းစားတာလည်းမဟုတ်ဗရိတ်ရောင်းစားတာလည်းမဟုတ်ပတ်တီးတွေရောဗရိတ်တွေရောလက်ဆောင်ထည့်ပြီးတဲ့ပြင်နေ့တိုင်းမှာအကောင်းဆုံးကြိုးစားပေးထားသည့်အတွက်ညနိုးနဲ့ဖွဲ့လောင်ဝင်ထားတဲ့မိသားစုတွေကလည်းနေ့တိုင်းမှာအားလုံးအဆင်ပြေသည့်အတွက်ညနိုးအဖွဲ့ဝင်ခေါ်ပါတယ်လို့နော်ဖောင်းရက်ရှိလဲခေါ်ပါတယ်လို့နော်အဲ့ဒါလေးကိုပြောချင်တာပါဒီနေ့အဖွဲ့ဝင်မခေါ်ဘူးဆိုအတူတွေနဲ့မှားတာပေါ့နော်အဖွဲ့ဝင်မခေါ်ဘူးဆိုပို့တင်ထားလို့ဆိုတော့ပို့အတူကအတူတိုင်းသွားတာလေနော်ညနိုးကစနေနေ့ညတိုင်းမှာ live လွှင့်နေတပတ်စာကဏ္ဍလေးတွေပြီးခဲ့တယ်အဲ့ဒါညနိုးကဒီလိုလုပ်တာလေရုပ်ပြတယ် live လွှင့်ပြီးတယ်စနေနေ့ညတိုင်းမှာနော်အဲ့တော့အတူနဲ့မှားပါမယ်ညနိုးဖုန်းဝင်ခေါ်ပါတယ်ရှင်ဟယ်လိုဒီ609684435မှာ KB အကောက် VB အကောက်ရှိတယ်တပတ်စာကန်ဆက်ကြေးရ1000မှာ Viber ရှိတယ်ဆိုရင် Viber မှာငွေလဲပြည်စာလေးပို့ထား Viber မသုံးဘူး Viber မရှိဘူးဆိုရင်ဖုန်းလေးတော့ပြန်ခေါ်ပြီးရိုးဖုန်းမစိတ်ကနေခဏန်းပေးရပါမယ်ရှင်ရတယ် Viber မရှိတဲ့ပြဿနာမရှိဘူးရိုးဖုန်းမစိတ်နဲ့ကဏန်းပို့မယ်ဖုန်းပြန်ခေါ်ခဲ့ဟုတ်ဒီ609684435 KB အကောင့်နာမည်ထွေးယူမော် VB အကောင့်နာမည်ကျော်စင်ခန့်အဲ့ဒီနာမည်ဒီပေါ်မှာဒီအမှန်ဖြစ်တယ်တနင်္လာနေ့မနေ့လည်းဖြစ်တယ်ဒါပေမဲ့ပြောပြမယ်အမဝင်မယ်လို့စိတ်ထဲမှာရှိတယ်ဆိုရင်အမားတို့မနှက်ပြန်နေစောစောလေးဝင်ပြီးအခုကလေပြောရင် line ပေါ်မှာအခုညီမလည်း line လွှင့်နေနေပြောရတာဒီစကားတွေကမကောင်းဘူး limit တွေကပြည့်တာမြင်တယ်အမတို့အဲ့ limit တွေပြည့်သွားရင်ပတ်စံတွေပြန်သွင်းလို့မရတော့ဘူးနော်ညီမခက်ခဲအဲ့လိုရှိတယ်အဖွဲ့ဝင်စက်တဲ့အတွက်အဖွဲ့ဝင်များရဲ့မရဲ့အဖွဲ့ဝင်များရဲ့ပြီးတော့လာပြီးတော့အဖွဲ့ဝင်ထားတဲ့မိသားစုတွေကငိုကိုပို့ပေးတာများတယ်1000ထက်မကသူတို့3သိန်းပေးရင်လည်းပေးတယ်9000ပေးရင်လည်းပေးတယ်အဲ့ဒီရဲ့ပတ်စံကများသည့်အတွက်ကြောင့်ညီမရဲ့ limit ကပို့ပြီးတော့အပြည့်မြန်နေတယ်အဲ့တော့အခု KB တွေဝေပေးတွေက limit တွေနဲ့သွားနေတာနော်အဲ့ဒါကြောင့်မလို့ပါဝင်မယ်ဆိုရင်စောစောကျိုးဝင်မဝင်ဘူးဆိုလဲရတယ်အမားတို့ဘက်ကခက်ခဲမှာဆိုလို့ပြပြပြီးမှအဖွဲမဝင်လိုက်ရဘူးလို့ဖြစ်မှာဆိုလို့ပါနော်
ရှုံးနေလို့ဝင်ချင်တာညီမရဲ့ညီမဘက်ကအားနေချက်ကအဲ့ဒါညီမကကေပေးရတယ်ဒီတစ်ခေါက်ပဲဖွင့်ထားတယ်ဝေပေးရတယ်ဒီတစ်ခေါက်ပဲဖွင့်ထားတယ်အတွက်အမားတို့ကိုနီးဆောင်ပြီးတော့ထပ်ပြီးပေးစရာကေပေးကောက်တွေဝေပေးကောက်တွေမရှိဘူးဟာဒီကောက်ကပြည့်သွားတယ်နောက်တစ်ခေါက်ကိုထည့်ပါဆိုရင်အတုတွေရှိသည့်အတွက်ညီမဖောက်လို့ရတယ်ကေပေးတွေဝေပေးတွေအစ်စ်ဖောက်လို့ရတယ်ဒါပေမဲ့အကောက်တုတွေတအားများသည့်အတွက်မပေးတာနော်ဟုတ်ကဲ့ဟုတ်ကဲ့ဆက်လိုက်နော်ဟုတ်ကဲ့အဲ့လိုရှိတယ်လို့မြန်တို့ဘက်ကအခက်ခဲရလို့နော်အဲ့လိုပါဘာဖြစ်လို့ဒီဘက်က message မဝင်မြင်နေလဲအားလုံးကိုမင်္ဂလာပါရှင်အဲ့ဒါခုနကဖုန်းပြောရင်းနဲ့တခါလဲကြီးညာပေးတာပေါ့နော်အဖွဲဝင်မယ်ငါတို့အေးမြန်နူးနဲ့ရမှာပေါ့ရမယ်ရှင်ငါတို့လိုလေးတို့လို81တို့လို51တို့လိုအဲ့ဒီလိုကဏန်းမျိုးလေးတွေကိုဒီတစ်ပတ်မှာတစ်ခွက်ကောင်းပြီးမယ်မွေးကဏန်းပေးမယ်နှစ်သုံးတို့ဟာလားကြိုက်နေတာ89တို့ဖျားဦးကဏန်းလေးတွေမိုက်ကလေးတက်ပြီးပိုကောင်းမှာနော်တဲ့မိုက်ဝယ်မယ်ပတ်စံပေးဟယ်လိုအေးဟုတ်ပါပြီရှင်ဟုတ်ကဲ့ပါအေးကျမလိုက်လွှင့်နေပြီလေသေပြီတာမှငါအမကိုဝုန်းတဲ့သူတွေသေပြီတာမှဟမ်ကျမလိုက်လွှင့်ပြီးရှင်ကိုပြောနေတာရှင်ဖုံးချသွားအလိုင်းဝတ်တက်လာရဲ့ရှင်ရန်တွေးမနေနဲ့ကျမဒီတစ်ပတ်တောင်စိတ်တက်တွေအားလုံးကိုပြင်ဆင်ပြီးမှဒီ live ကိုတက်လာတာပါလို့နော်ဖုန်းဆက်လို့မရဘူးတဲ့အဖွဲဝင်မှာတဲ့ဖုန်းကကွယ်အခုချိန်ဆိုရင်နည်းနည်းကကင်ကျင်တဲ့ဖုန်းကိုကင်တယ်မကင်ကျင်တဲ့ဖုန်းမှာအဲ့လိုတော့မဟုတ်ဘူးပေါ့နော်လိုက်လွှင့်နေဖုန်းပြောရတာတိတ်အဆင်မပြေလို့လေနော်အဲ့ဒါကြောင့်ပါချစ်တို့ရဲ့မိုးဆိုတဲ့ကောက်ကရှင်မြန်တို့လေးကချစ်စရာလေးတဲ့ဟုတ်ကဲ့ကျေးဇူးများတင်တယ်နော်ဟုတ်ကဲ့ဒေါ်ရွှေဆိုတဲ့ကောက်ပိုင်ရှင်ကမြန်တို့လေးကချစ်စရာလေးအရန်လှနေတော့ချစ်မမအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့နော်စုမြတ်နိုးဆိုတဲ့ကောက်ပိုင်ရှင်ကအရန်လှနေတော့မမဟာလားလှလိုက်တာဆရာမလေးရဲ့တဲ့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်နော်အခုမြန်တို့ကဒီတစ်ပတ်မှာလိုက်တက်တာနည်းနည်းစောပါတယ်အဲ့လူလေးနည်းနည်းဆောင်မယ်စကားတွေအမှန်မှာတော့စောစောလေးပြောမယ်လို့ဆိုပြီးတက်လာတာနော် KB အကောင့်နာမည်ဒီထွေးယူမော609684435ပါ KB အကောင့်နာမည်ဒီထွေးယူမောပါဝေးမယ်ဒီကျော်စင်ခန့်ပါနော်တက္ကမကြီးနေမြတ်တို့အောင်ပါစီဟုတ်ကဲ့ပြီးတော့စုနဲ့ပြည်စုံပါစေဖေဟာညမလေးဆိုတဲ့ကောက်ပန်ရှင်တစ်ခွက်ကောင်းလေးပြီးပါတော့မမတဲ့အကျွေး300ရှိနေလို့တဲ့မမြတ်တို့ကပြီးပါတယ်ကွယ်ဒါပေမဲ့အကျွေး300ရှိလို့တူးဒီကအခုဒိုင်တွေက9ဆပဲပြီးတော့တာဆိုကိုလဲစားရမယ်ကိုလဲဘလောက်မှလည်းမရဘူးသူတို့တွေလောက်လာပြီနော်9ဆတဲ့မမြတ်တို့ကပေးလို့ရတယ်ပေးမယ်လူတိုင်းရဲ့အခက်ခဲကိုကူညီမယ်ဖះရှိခိုးတိုင်းမှာလဲဆူတောင်းတယ်
ရားတပည့်တော်မကြီးလက်သည်9ရက်သားသမီးကိုပေးကမ်းနိုင်သောလက်တစုံဖြစ်ရပါစေဆိုတဲ့ဆုတောင်းမှုကအမြဲတမ်းတရားရှိခိုးတိုင်းမှာဆုတောင်းတဲ့အတွက်ညတို့ကပေးမှာထိုက်တဲ့သူယူမေတ္တာစေတနာကိုတော့မစော်ကားနဲ့လွဲသွားရင်မဆဲနဲ့8စပဲရနေနော်ထို့တယ်တချို့ဘက်တွေက8စတချို့ဘက်တွေက9စနော်အဲ့လိုဖြစ်နေတယ်အစတွေနည်းနည်းဖြစ်နေတယ်နော်ဟုတ်ကဲ့ကိုအကိုသမီးကိုအကိုသမီးကိုမှဒိုင်ဘာမှာစာပို့ထားတယ်လीနော်အေယာဝတီအကိုဆိုဟုတ်တယ်နော်ဟုတ်ပါဘူးအေယာဝတီမဟုတ်ပါဘူးအကိုနေပါအောင်ဒါနဲ့နဲ့မဟုတ်ဘူးလေမကွေးကွာဟုတ်တယ်တွေ့တယ်ညီမတို့ဖိုင်ဘာမှာတွေ့တယ်နော်ဟုတ်ကဲ့လို့နော်ရတယ်ကိုနော်ရတယ်အကိုနော်ဟုတ်ပြီမန်းမပိတ်ဘူးလေဘာလို့မန်းပိတ်ရမှာလဲစုမြတ်နိုးရေအမမန်းမပိတ်ထားဘူးလေဟုတ်ပါဘူးဆက်လို့တော့ဘာဖြစ်လို့လဲဒီဘက်ကမန်းပါလို့ငါနှိပ်တာမှားသွားလားဒီကိုနှိပ်လိုက်တယ်ကွအဲ့ဘာဖြစ်လို့လဲမန်းပိတ်ဘူးမန်းမပိတ်ပါဘူးဟယ်လိုဟုတ်ကဲ့ကိုဟုတ်ပြီကိုဟုတ်ကဲ့မကြည့်မပူနေတော့ကိုရတယ်ကိုနော်သမီးရေတဲ့အန်တီကတဲ့ရန်ကုန်တကုံမြို့တစ်ကနေအားပေးနေတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟယ်လိုနေဘိုင်ဘာမှာကတ်ဆက်ကြီးပို့ထားတယ်ဟုတ်လားကျေးဇူးအများကြီးတင်ပါတယ်နှစ်6ကမွေးရမလားဆရာမလေးတဲ့ညနိုးရဲ့ like ကလေးကိုခဏလေးပြီးပြအောင်ကြည့်အဲ့ဒီနှစ်6သမားတွေနော်ပြီးပြအောင်ကြည့်ဒါပေမဲ့ညနိုးပြီးမဲ့မွေးကနန်းကအဲ့ဒီနှစ်6တွေနဲ့မဆိုင်ဘူးဒါပေမဲ့နှစ်6ကတရောင်းတနေရာမှာပါနေသည့်အတွက်ကြောင့်မလို့ခဏလေးစောင့်ပြီးကြည့်အခုနှစ်6ကိုဆက်မွေးရမလားလို့မေးတဲ့မိသားစုတွေနော်စိတ်ရှည်လက်ရှည်လေးနဲ့ခဏလေးပဲစောင့်ညနိုးတောင်မှစောစောလေး like ကိုသိမ်းချင်လို့အစိုးရတက်လာတာမိနစ်20ကြိုတက်လာတာနော်တစ်ချက်လေးပဲစောင့်အဲ့နှစ်6ဆိုတဲ့တကွက်ကောင်းကတရောင်းတနေရာမှာပါနေတယ်ညူဆိုတဲ့အကောက်ပိုင်ရှင်ကမြင်မျက်နှိုးတဲ့နောက်အတူကတဲ့ပိတ်လိုက်တာတဲ့လူမှားနေတယ်ထင်တယ်နော်မသိဘူးအဲ့ဒီညူဆိုတဲ့အကောက်ကလေမမျက်နှိုးတွေ့တယ်နော်အကောက်တစ်ခုမှာမြင်မျက်နှိုးတွေမှားမယ်ညီမလေးတို့မြင်မျက်နှိုးကိုဝင်ကြည့်လို့ရတယ်ဒါပေမဲ့အစ်စ်နဲ့အတူကိုခွဲခြားပြီးကြည့်ပါညူဆိုတဲ့အကောက်ပိုင်ရှင်နော်မမျက်နှိုးပြောချင်တာကမျက်နှိုးဘလောက်ပဲမှန်နေပါစေမှားနေပါစေသူများတွေရဲ့မှန်နေအောက်မှာဝင်မရေးပါနဲ့ညနိုးလိုက်ကိုကြည့်ပြီးဝိုင်းသစ္စာရှိရှိနဲ့ကြည့်ပါတပတ်ကို10ချိန်ကို10ချိန်စလုံးမှန်ပါစေတို့မိမျက်နှာမှန်နေလို့တော့မပြောနဲ့10ချိန်ကို10ချိန်စလုံးလွဲနေပါစေငါတို့ကြည့်ခဲ့တဲ့မိမျက်နှာမှားတယ်လို့တော့မရင်းမှန်လဲဂုံယူနေမှားလဲမပုတ်ခတ်နဲ့ညနိုးလိုက်ကိုကြည့်တယ်မလားကြည့်ညနိုးခဏအောင်ယူသွားကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ဒါပဲမိမျက်နှာအစ်စ်6ခွန်ကို6ချစ်လေး435ပြေပေးအကောင့်နာမည်ထွေးယူမော်ဝေပေးအကောင့်နာမည်ကျော်စင်ခန့်396ကိုတဲ့9000ကိုရတယ်ဆရာမတဲ့โอเคတကွက်ကောင်းထုတ်ပေးလိုက်တယ်နော်ညတို့က6ထိပ်တွေကြိုက်နေတာသူက3ညထိပ်နေငွေကနန်းမှာလည်းထုတ်ပေးထားတာ60နေရ2သီးစားအဖွဲ့ဝင်နေနော်3ည6နေရ2သီးစားရမှာငွေကနန်းမှာထွက်တာ哦နော်ဟုတ်တယ်ဗုဒ္ဓဟူးနေ့10ရက်နေ့ပိတ်ပါတယ်ရှင်နော်
အဲ့တော့မြန်လို့ပြောချင်တာကနော်609684435ဆိုတဲ့ဖုန်းနံပါတ်ကမင်းမြတ်လို့ပဲဒီလောက်ရှင်းပြနေတဲ့အတုတွေကိုရောက်တာမတတ်နိုင်ဘူးအတုကအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့မသိဘူးမြန်လို့လည်းမသိတော့ဘူးနော်အဲ့ဒီအကြောင်းတွေခဏခဏပြောရင်အကြောင်းထက်တယ်ပိတ်ရရှိရင်မင်းမြတ်လို့ပွဲတဲ့ကိုဖြိုးဆိုတဲ့ကောက်ပန်ရှင်ပြုတ်ပြလိုက်ပိတ်ရရှိရင်မင်းမြတ်လို့ပွဲပဲအဲ့မင်းမြတ်လို့ပွဲကိုလေအဖွဲဝင်အဟောင်းလေအေးအေးဆေးဆေးနေလို့မရတော့ဘူးနော်ဟာငါတို့ Viber သုံးတယ်ငါတို့ကလူဟောင်းတွေပဲဖွဲမဝင်ရပဲဖြစ်နေနော်ဒီစကားတွေက line ပေါ်မှာပြောရင်ရှက်လို့မပြောချင်ဘူး limit တွေအပြည့်ညံနေလို့ပါလို့နော်ဖွဲဝင်အဟောင်းတွေလည်းအဲ့ဒါကြိုပြောမယ်နော်ညနိုးတုံနေတဲ့မင်္ဂလာပါထိုင်းကပါတဲ့အမြဲတမ်းအဖွဲလဲဝင်တယ်အမြဲတမ်းလည်းအားပေးတယ်ခဏလေးတွေအောင်သွားရင်ညနိုးတုံကြီးညနိုးတုံကြီးနော်ညနိုးတုံကြီးညနိုးတုံကြီးကိုလည်းနာမည်ပြောင်းလိုက်မယ်ညနိုးတုံလို့အဲ့ဒါအဖွဲဝင်ဟောင်းနေနော်အေးစစ်စစ်မနေနဲ့ညနိုးဒီဘက်မှာဆိုရင်ဒါတောက်ကြနေရဖောင်းတဲ့အတွက်မနေ့ကတောက်ကြနေရဆိုရင်စက်တက်ပေါ့နော်ဖုန်းကိုနေ့တဝက်ဖွင့်တာနေ့တဝက်မှာပဲဖွင့်တာမနေ့ပိုင်းကိုနားလိုက်တယ်နော်4နှစ်မှလေတဲ့ရတယ်တဲ့9000ဘိုးရပါတယ်ရှင်တဲ့မလို့အဲ့ဒါတောင်းနိုင်အောင်မသိလားအဲ့42နေရလीနော်ညနိုးက4နှစ်ဝမ်းချင်းကိုကင်တယ်4နှစ်ဝမ်းချင်းကိုလည်းစုံထည့်ပြီးလိုက်တယ်အကွက်စီတယ်အကွက်စီပြီ6နှစ်နှစ်ခါထပ်နေတယ်နော်အဲ့62ကိုပေးဦးမှာဒီတစ်ပတ်မှာဘယ်နေရာမှာတထောင်တနေရာမှာပါတယ်စိတ်နာနာနဲ့ပေးပြမယ်ကြည့်လိုက်42ကိုထည့်တာလက်ကဘာဖြစ်လို့လဲလက်သေးကရှည်နေလို့လားမသိအဲ့လက်သေးတွေလည်းညှက်အောင်ပါကနန်းရိုက်တာ62နှစ်ကွက်ထပ်သွားတယ်42မပါဘူးလိုလို့ဆိုရင်အဲ့ဒီနေရာတသီးစားမှာအသီးတွေအများကြီးစားမှာအကြိုက်စားမှာရှယ်စားမှာနော်အဲ့လိုရှိတယ်ဒီလင်းကားနေအမြဲအားပေးနေပါတယ်တဲ့3နှစ်ရှိပြီတဲ့လိန်မော်ရောင်လေးနဲ့လက်သေးတဲ့လှနေတယ်နာမည်ကအန်တီတို့ကိုတခါမှမခေါ်ဘူးတဲ့ဩစုဆိုတဲ့ကောက်ပိုင်ရှင်ခေါ်ပြီးလိုက်ပါပြီရှင်နော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်နော်မင်္ဂလာညချမ်းလေးပါကောင်းမြတ်သောညချမ်းလေးပါမိမျက်နှာမိသားစုတွေတက်လာပါပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်တွေအောင်ပွဲခံမယ်ထိုင်းကပါမမကြီးတဲ့အရန်မှန်နေတဲ့ချစ်ကိုဆိုတဲ့ကောက်ပန်ရှင်တွေဟုတ်ကဲ့ပါညနိုးကြီးတဲ့4ပတ်တယ်တဲ့2ပတ်တယ်4နှစ်ကိုတဲ့3000ပိုရလိုက်တယ်တဲ့လိုင်းပေါ်က like ကိုမြင်အားပေးပြီးကြည့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်เนาะအဲ့ဒါနဲ့မြန်တို့က42ကိုပါတယ်ဆိုပြီးတော့46ကနေ46ဆိုပို့ကောင်းပါ46ကနေ42ကိုအကွက်ထဲလဲဝင်ရောမြန်တို့ကအရန်ပျော်သွားတာမြန်တို့ like ကိုကြည့်တဲ့အခါတဲ့မြန်တို့ပျော်နေတဲ့အခါတအားပျော်တယ်မြန်တို့စိတ်တူဒေါသထွက်တဲ့အခါမျိုးတဲ့ချစ်ဖို့ကောင်းသဘောကောင်းတာသိနေလို့တဲ့အားလားလေသမီးပြောပြမယ်လို့နော်သမီးပြောပြပါမယ်လို့နော်ဒေါ်ဝင်းအေးနော်ဒေါ်ဝင်းအေးနော်အကောက်ပိုင်ရှင်လေးရနော်သမီးကိုချစ်ပေးတဲ့ကျေးဇူးသမီးလည်းပုထုဇဉ်လူသားလေဘလောက်ပဲခံဒီတရားတွေနဲ့ပြီးခံနိုင်ပါတယ်ပဲပြောနော်စောကတဲ့စုညက်နိုးဆိုတဲ့တယောက်ကတဲ့မန်ပါဆရာတယောက်ပဲတဲ့မသိပါဘူးကွယ်မန်ပါဆရာတယောက်ဆိုလဲဆရာချင်းဝင်ကြည့်တော့သူနာမည်မှားတာဖြစ်မယ်နော်နာမည်မှားတာဖြစ်မယ်ဒီကို
ညနိုးစိတ်ညနိုးရဲ့စိတ်ဆိုရင်ညနိုးပြောမယ်နော်ညနိုးတို့ဒီလိုမျိုးတူးရီပေးနေတဲ့ညီကိုမောင်နှမအချင်းချင်းကိုညနိုးဆိုရင်တက်မကြည့်ဝင်လည်းမကြည့်သူ့အလုပ်သူလို့ကိုလို့ဒါကတော့ညနိုးစိတ်ပေါ့ဟုတ်လားဒါကညနိုးစိတ်အဲ့ဒါသူ့ကိုဝင်ကြည့်ဖို့လေကို့မှာကအချိန်မရှိဘူးလေဒါကလူတိုင်းကတော့ကို့အလုပ်တွေနဲ့ကိုယ်လေသူတို့လည်းဒီလိုပဲဖြစ်မှာပဲလीနော်သူတို့လည်းဒီလိုပဲဖြစ်မှာသူတို့မှလည်းဒါတွက်ကမယ်ကနန်းတွက်ကမယ်သူတို့ရဲ့မိသားစု personal ကိစ္စဆိုတာလည်းရှိညနိုးလည်းဒီလိုပဲလေညနိုးရဲ့မိသားစု personal ကိစ္စဆိုတာရှိတယ်ကို့အဖွဲ့ဝင်တွေအတွက် personal ကိစ္စရှိတယ်ကနန်းတွေတွက်ကလည်းအချိန်မီကနန်းတွေပို့ရမယ်သူတို့တွေအတွက်ဒီမနက်ပြီးညနေပါကွာတနေကုန်စာကနန်းပို့သည့်အတွက်နောက်နေ့မနက်တနေကုန်စာဘာဆိုတာကိုပြန်ပြီးတော့အချိန်ပေးပြီးတွက်နေရခါကြရင်မျက်လုံးတွေအောင်ကြိုက်တယ်စာအုပ်တွေဘောပင်တွေမျက်လုံးတွေနဲ့မခွာရသည့်အတွက်ကြောင့်เนาะအဲ့ဒါကိုပြပြတာเนาะအဲ့တော့တကယ်လို့ခုနကပေါ့เนาะမမျက်နှာဖတ်လိုက်တယ်မျက်နှာဦးဒါမှဖြစ်နိုင်မှာနာမည်တွေတူတာလည်းဖြစ်မယ်လीเนาะကိုအားပေးတဲ့မိသားစုတွေနာမည်နဲ့ဒါသူတို့ကနန်းပေးတဲ့မိသားစုတွေနဲ့ကနန်းပေးတဲ့ဒီကိုမောင်နှမတွေနဲ့တူတာမျိုးလောကမှာကွာလူတူမရှားနာမည်တူမရှားဆိုတာကိုလည်းရှိတယ်နောက်တစ်ခုကအခုမြင်မြတ်ကိုနာမည်ကိုယူသုံးပြီးတော့သူတို့မျက်နှာတွေနဲ့လှုပ်ရှားနေတာမျိုးတွေလည်းရှိခြင်းရှိမယ်ကိုအကောက်တုတွေကိုနာမည်တွေနဲ့ကိုရုပ်တွေနဲ့အကောက်တုတွေလည်းအများကြီးရှိတယ်အဲ့ဒီပုံမှာပတ်စံတောင်းတာတွေကအများကြီးနော်3000 5000 3000 5000 3000 5000အဲ့လိုလို့နော်အဲ့တော့အတုတဲကိုရောက်သွားတယ်3000 5000နဲ့မှားဝယ်လိုက်တယ်အစ်စ်မှန်မသိအတုမှန်မသိသူတို့မေမျက်နှာဆိုပြီးရောဆိုပြီးတော့သူတို့နံပါတ်တွေဝင်လိုက်ကြတယ်ခဏန်းတွေယူလိုက်ကြတယ်တစ်ခွက်ကောင်းလို့နှစ်ခွက်ကောင်းလို့မေမျက်နှာအဲ့လိုမျိုးတစ်ခွက်ကောင်းပေးမယ်နှစ်ခွက်ကောင်းပေးမယ်တဲ့အဖွဲ့ဝင်မိသားစုတွေနှစ်ရှည်လာများညနိုးနဲ့ဖွဲ့ဝင်ထားတဲ့မိသားစုတွေတစ်ချက်မှန်းမှာတက်ရေးပြီးရှိတယ်ဆိုရင်ညနိုးတစ်ခွက်ကောင်းနှစ်ခွက်ကောင်းအဲ့ဒီလိုပြောပြီးအဖွဲ့ဝင်ခေါ်ဘူးသလားဟုတ်လားနော်အဲ့လိုမရှိတာတော့မှမန်ပါတွေနဲ့အဲ့လိုခေါ်မှားပြီးဝင်လိုက်ပေါ့ပြီးလဲပြီးရောလွယ်ရောညနိုးဒီမှာခေါင်းအစဲခံရတယ်ဘယ်မေမျက်နှာမှမသိဘူးသူတို့ဝယ်တော့မှားပြီးဝယ်လိုက်ပြီးတော့ဆဲတော့မေမျက်နှာဆိုတော့ကိုခေါင်းပဲကြာပါလေလို့နော်စိတ်တွေလည်းတော်တော်ညစ်တယ်အဲ့ပြဿနာတွေတော်တော်တက်တယ်နော်လိမ့်မချိုးရတဲ့အတန်ကိုမနေနာထောင်ရတဲ့အတန်တူလို့တဲ့စုမြတ်နိုးဦးဆိုတဲ့ကောက်ပန်ရှင်ရှင့်ကိုခုနကမှတက်ရောက်ကတက်ရေးပြီးရှင်ကအခုတက်ပြန်ပြီးတော့မှကြုံစုမြတ်နိုးဦးရေစုမြတ်နိုးဆိုတဲ့ကောက်ကတက်လာပြန်ပြီးမိမချိုးရတဲ့အတန်ကိုတဲ့မနေနာထောင်နေရတဲ့အတန်တိုးနေလို့တဲ့အဲကဲစုမြတ်နိုးရေရှင်းပြပါအောင်ဒီမှာအဖွဲ့ဝင်ဒီမှာဦးဒီလိုက်မှာကြည့်တဲ့မိသားစုကတယောက်ကခုနတက်ရေးတယ်လीနော်ခဏန်းပေးနေတယ်ဆိုဟုတ်လားပတ်ဒီကုန်ထွက်ပါတယ်တဲ့တဲစုမွန်ဆိုတဲ့ခောက်ကန်ရှင်လေးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်တယ်နော်ကဲဟုတ်ပါပြီပြီးခဲ့တဲ့ဘက်ကညလူနဲ့ဖွဲ့ဝင်ထားတဲ့မိသားစုလေးတွေဘယ်နှကြိမ်ရပါတလဲရှင်ဘယ်နှကြိမ်ရပါတလဲရှင်ဆရာမလေးတဲ့မဝင်းတန်ဆရာမလေးတဲ့မိုက်ဝယ်ပြီးပို့လိုက်မယ်တဲ့အဲ့ဒီလိုပို့မှာပဲမြင်လို့မိုက်တက်ဖြစ်တော့မိုက်ဝယ်ဖို့တာအချိန်မပေးနိုင်တာအဝတ်စားတစ်ပတ်နဲ့တစ်ပတ်ကိုဝတ်ဖို့ကြတော့အချိန်ပေးနိုင်တယ်ဗျာနော်မိုက်ဝယ်ဖို့ကြတော့အချိန်မပေးနိုင်ဘူးနော်မိုက်ဝယ်ဖို့ကြတော့အချိန်မပေးနိုင်ဘူးတစ်ပတ်နဲ့တစ်ပတ်အဝတ်စားကြတော့မလေးငါဒီတစ်ပတ်ဘာရောင်လေးဝတ်ခင်ကောင်းမလေးစုမြတ်နိုးဆိုတာတဲ့ဟုတ်ပါတယ်တဲ့ပသိမ်တူတဲ့မန်ပါခေါ်တဲ့သမီးတဲ့စုစုဆိုတဲ့အကောက်ပိုင်ရှင်ကဟုတ်လားဩစုမြတ်နိုးရေဝင်ရှင်းအောင်ရှင်ကဘသူလဲလို့
ရှင်ကဘယ်သူလဲဝင်ရှင်းဟုတ်ဒီမှာကရှင်ဟုတ်လားမဟုတ်လားတကယ်လို့ခဏန်းသေးတယ်ဆိုလည်းမမျက်နှာကမပန်းပါဘူးကွယ်နော်မမျက်နှာချစ်ကူဆိုတဲ့ကောက်ပတ်ရှင်အဖွဲ့ဝင်ချင်းလို့ပါတဲ့ဘလောက်လဲတဲ့ထိုင်းကပါတဲ့ကက်ဆက်ကြီးတစ်ပတ်စာ1000ပါရှင်ကက်ဆက်ကြီးတစ်ပတ်စာ1000ပါ609684435ပါKB ဝေပြီးရှိပါတယ် KB အကောင့်နာမည်ထွေးယူမော်ပါဝေပြီးအကောင့်နာမည်ကျော်စင်ခန့်ပါစေတနာရှင်တော့စေတနာရှင်ငွေရေးကြီးရေးပြောနေရတာကအကောက်တူတွေမှားမှဆိုလို့ပြောနေရတာပါနောက်တစ်ချက်ကညနိုးယူထားတဲ့ကက်ဆက်ကြီး1000ဆိုတာပါလေညနိုးကဖွဲ့ဝင်မိသားစုတွေကို1000ထက်မကအများကြီးပြန်ရအောင်အဆင်ပြေအောင်လုပ်ပေးထားပါတယ်လို့เนาะအဆင်ပြေအောင်လုပ်ပေးထားပါတယ်ပြန်ကူညီထားပါတယ်ပြီးတော့မျက်နှာယူတဲ့1000ဆိုတာပါလေကုသိုလ်တွေအများကြီးရပါတယ်เนาะဒီ1000ပေါ်မှာဝင်ရလို့သူပြောတော့စေတနာရှင်မေတ္တာရှင်ပတ်စံယူတယ်မန်ပါယူတယ်လို့ထင်ရင်ထင်နေသူမှားမယ်ဝေဖန်တဲ့သူဝေဖန်တဲ့သူမှားမယ်စာအုပ်ကလေးနဲ့ဘောပင်ပူလေးရှိတယ်အဲ့ဒါလေးပါညဘက်ကျရင်ကနန်းထုတ်ကြတဲ့အတွက်ကော်ဖီဘူးရှိပါတယ်ရှင်เนาะဒါမပြောလို့နေတာအခုဒါအကြောင်းတိုက်ဆိုင်လို့ပြောတာညနေတညလုံးကနန်းပို့ရတယ်လေเนาะကနန်းပို့ရတဲ့အတွက်စုမြတ်နိုးဆိုတာတဲ့ကနန်းပေးနေတာဟုတ်တယ်မမတဲ့ဝင်းဝင်းစန္ဒာအေးဆိုတဲ့အကောက်ပိုင်ရှင်ရအေးဆီယမတို့ဘက်မှာမအေးဘူးလားပြတယ်မအေးချွေးပြန်နေတယ်အေးပေါ့နေတယ်တိတာဒီရက်ထဲမှာအေးပေါ့နေတယ်မမကတဲ့ဝမ်းဆက်လေးတွေနဲ့လှတယ်နော်တဲ့အမလီအဲ့ဒီလိုမမြောက်နဲ့အဲ့ဒီလိုမြောက်ရင်တစ်ပတ်တစ်ခါအဝတ်စားဖို့ကုန်နေဗျာနော်အဝတ်စားအဲ့ဒီလိုမြောက်တော့ကိုကလှခြင်းရောလှခြင်းတော့တစ်ပတ်နဲ့တစ်ပတ်ကမထက်ရအောင်ချုပ်ကားကောအဝတ်စားတွေနော်အဲ့လိုရှိနော်ဟယ်လိုဟုတ်ကဲ့ရှင်လွှဲပါရှင်ဒီ609684439 PP အကောက်ရဲ့နာမည်ထွေးယူမောပါဝေပြီးကောင်းနာမည်ကျော်စင်ခန့်ပါတမိပြောမယ် Viber 3လားอ๋อဟုတ်ကဲ့ vibe ဟာလေခုနကခုနကဗာလဲဘီလင်းရဆိုပြီးမတ်မှာတက်ရည်တဲ့အန်တီလားမသိမဟုတ်ဘူးအခုอ๋อဟုတ်အဲ့ဆိုစွချမ်းမှားပြီဟုတ်ပြီအန်တီရတယ်အန်တီသမီးအန်တီပြောမယ်ဟုတ်ကဲ့ဩမြန်မာလိုပဲเนาะဟုတ်ကဲ့ရတယ်လေ Viber သုံးတာရတယ်ဟိုသမီးတို့က Viber သုံးတာမသုံးတာအဓိကမကြဘူးတကယ်လို့ Viber သုံးနေဆိုရင် Viber မှာငွေလဲပြည်စာလေးသမီးတို့တော့ပို့ပေးထားသမီး live လွှင့်နေတော့လေViber မှာငွေလဲပြည်စာလေးတော့ပို့ပေးထားသမီး live ပြီးသွားရင် Viber သမားတွေကိုပြန်စစ်ပေးမယ်နော်တကယ်လို့ Viber မသုံးဘူးညလို့ရေ line တွေမကောင်းလို့ Viber မသုံးဆိုရင်သမီးဖုန်းမစိတ်နဲ့ပို့ရမှာမလို့ဖုန်းနံပါတ်ပြန်ပေးပါလို့နော်ဖုန်းနံပါတ်လေးပြန်ပေးပါလို့နော်ဟုတ်ကျေးဇူးတင်ပါတယ်ရတယ်အဆင်ပြေတာနဲ့ဒါလွှဲအဆင်ပြေတာနဲ့လွှဲသလိုအဆင်ပြေသလိုပြန်ပြောပေးအဲ့ဆို Viber မှာပို့လိုက်လေအန်တီနော် Viber မှာပို့လိုက်နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်သမီးပြောမယ်ချစ်ကြီးစေတဲ့ကောက်
ဘကောင်းပေးမယ်လေမွေးကနန်းပေးမယ်နော်သမီးနဲ့တွေ့ဆုံကြုံရတဲ့သူတွေကခန္ဒီပါရမီတရားတွေပြည့်စုံတဲ့ကုသိုလ်ကံကောင်းတွေလှူတဲ့သူတော်များတယ်ဟုတ်ပါပြီအန်တီရဲ့သမီးလိုက်လေးစုတင်ပါတယ်အန်တီနော်ဖုန်းချခွင့်ရပါတယ်အန်တီအားနာလို့ပဲဖုန်းချခွင့်လေးပြုပါနော်အန်တီနော်ကျေးဇူးတင်ပါတယ်အန်တီဟုတ်ကဲ့ပါရှင်ဖုန်းပဲပြောပါဦးကွယ်တွေ့အဲ့ဒါခဏလေးပါအသက်ကြီးတဲ့သူပြောတယ်ဆိုတော့ယူသေးရတယ်လေလေးစားရတယ်နော်ကဲအဖွဲ့ဝင်နေညလို့ပြီးခဲ့တဲ့ဘက်ကစုမြတ်နူကတဲ့ခဏန်းပေးနေတာကြာပြီလေညနိုးမှမသိတာလို့ညနိုးမသိပါဘူးဆိုညနိုးမှလေတကယ်အဲ့လိုပြောရင်ကြီးကျယ်တယ်ပြောမယ်မသိဘူးညနိုးမှ YouTube ကိုလည်းအချိန်ကြီးမကြည့်နိုင်ဘူးမသိဘူးသူတို့ဘယ်လိုတွေလဲကိုလည်းမသိဘူးညနိုးမှပြောရင်ယုံရမှာမဟုတ်စာအုပ်နဲ့ဘောပင်လည်းမခွာရဘူးမိသားစု personal ကိစ္စကလည်းရှိတယ်ဟဲ့လားနော်ကိုလည်းကိုကျမ်းမာကြီးရရှိရဲနားမယ်လေးကွယ်နော်နားမယ်အိတ်လို့ရတဲ့အချိန်လေးတွေမှာအိတ်တယ်ပြီးရင်တရားကြောင့်ခဏခဏပြောလို့လည်းမကောင်းပါဘူးကွယ်နော်အဲ့လိုမျိုးပေါ့အားတဲ့အချိန်မှာကာရဂုံတော်လေးတွေရွတ်တယ်ဘုရားရှိခိုးတယ်ပြီးရင်စုံနေတာပါပဲကိုယ့်ဘက်ကကိုအောက်ခြေမှာတင်အလောက်ကမပြီးနိုင်အဲ့လိုဖြစ်နေနော်အဲ့တော့ online ပေါ်တော့တော်မတတ်ဖြစ်ဘူးမသိဘူးအဲ့တော့စုမြတ်နိုးဆိုတာ तू လာမသိဘူးကွယ်ကြည့်မယ်ဆိုတော့ကြည့်ကြပေါ့ကဲဟုတ်ပါပြီနော်ကဲတနင်္လာနေ့မနက်မှာတည်းကမြန်နိုးဖွဲ့ဝင်မိသားစုတွေကစိန်ဝဲပဒိတ်ကိုပဒိတ်နဲ့အတူ90ဆိုတဲ့ main တစ်ခွက်ကောင်းနေမိသွားပြီအဲ့ဒီတနင်္လာနေ့ညနေမှာဆိုရင်ထူးရှယ်မွေးပါဝါနဲ့82ဆိုတဲ့ခွန်ပတ်သီးလေးနဲ့အောင်သွားပြီဟဲ့လားအင်္ဂါနေ့မနက်ကတော့ပြန်ကြ300ကိုမထည့်မိဘူးဒါပေမဲ့ကနန်းကခွေတော့ခွေတယ်ညတို့ခွေတယ်ဒီကနန်းလေးလုံးကိုပြန်ခွေတယ်ဒါပေမဲ့ကိုအဲ့ဒီနေရာကင်နေဝမ်းချင်းနဲ့ခွေတာဟိုကရှစ်ကင်တာလေအင်္ဂါနေ့ကရှစ်ကင်တာတနေ့ကုန်မှာရှစ်ကင်တာတော့သေးတယ်ကံကောင်းကျင်တော့အင်္ဂါနေ့ညနေမှာရှစ်ပတ်သီးလေးနဲ့80ဆိုတဲ့အကွက်ကလေးမိသွားတယ်နော်အကွက်ကလေးမိသွားတယ်လာပြီးအဲ့ဒီမှာဗုဒ္ဓဟူးနေ့မနေ့ရဲ့အကြောင်းပြန်ပြောမယ်လေးနှစ်ဝမ်းချင်းကိုလည်းကင်နေစုံလည်းထည့်တယ်ဒါဒီနဲ့42ကိုညနိုးဝမ်းချင်းကိုကင်ရင်ဘတော်မှအဲ့ဒီဝမ်းချင်းရဲ့မိန်ကွက်ကိုအများအားပြန်ထည့်ပြီးသားလက်ကမပြောချင်ရှေ့တစ်ဘက်ကလိုပဲကိုငါအကွက်ထပ်တယ်လို့ပဲ63ထည့်တာကိုငါ2ကွက်ထပ်တယ်အခုလဲဒီတစ်ပတ်လဲအဲ့လိုပဲ4နှစ်ထည့်တာကို6နှစ်ဆိုပြီး2ကွက်ထပ်တယ်ကွယ်တကယ်ဆိုရင်အများကြီးရမှာထားလိုက်တော့အဲ့ဒီအင်္ဂါနေ့ညနေမှာဆိုရင်နှစ်ပတ်သီးနဲ့23ဆိုတဲ့ main ကွက်နဲ့အဖွဲ့ဝင်တွေညနိုးဗုဒ္ဓဟူးမကျော်စိန်ခေါ်ပတ်သီး3ထုတ်တဲ့နေရာမှာဘယ်လိုထားပြီးထုတ်ပြီးလဲညနိုးမပြောဘူးလားထိတ်ဆိုရင်ထိတ်ဟိတ်ဆိုရင်ဟိတ်အပိတ်ဆိုရင်အပိတ်ပဲ60နေရာမှာပဲထိတ်ပိတ်လွယ်တာနော်ညနိုးပြောသွားရင်နော်ထိတ်ဆိုရင်ထိတ်ဟိတ်ဆိုရင်ဟိတ်အပိတ်ဆိုရင်အပိတ်ပဲ3ပတ်သီးဗုဒ္ဓဟူးမကျော်3ပတ်သီးကိုထုတ်ပြီးတော့ကနန်းစီတဲ့နေရာမှာ main ကွက်ထုတ်ပြီးတဲ့နေရာမှာ30နှစ်ထိတ်3ပိတ်ပြန်သွားပေးထားတာနော်နှစ်30ခွန်ပြန်သွားပေးထားတာနော်ဟုတ်လားမဟုတ်ဘူးလားတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်အဲ့ဒီမှာအဖွဲ့ဝင်တွေကအားစရာမလိုတော့နှစ်ထိတ်3ပိတ်နဲ့တချို့ဆိုရင်အဖွဲ့ဝင်အစ်စ်တွေဆိုရင်အဟောင်းတွေကတော့ညနိုးเจ้าကိုတည်နေတဲ့အတွက်ထားလိုက်တော့အဖွဲ့ဝင်အစ်စ်တွေကဆိုရင်ညနိုးရဲ့တဲ့ကျေးဇူးတင်ပါတယ်အားစရာမလိုဘူးတဲ့ကျန်တဲ့ကနန်းတွေကို3ထိတ်တွေနဲ့ထားပြီးတော့23ကြာမှထဲကိုပြန်ပြီးသွားပေးထားတယ်တဲ့စိန်ခေါ်ပတ်သီးဗုဒ္ဓဟူးမကျော်စိန်ခေါ်ပတ်သီးအဲ့လိုပြောလို့ဗုဒ္ဓဟူးမကျော်စိန်ခေါ်ပတ်သီးရောင်းစားတာမဟုတ်ဘူးเนาะအဖွဲ့ဝင်ပတ်သီးမဟုတ်ဘူးเนาะစေတနာမေတ္တာနဲ့ဗုဒ္ဓဟူးမကျော်မှာကြာနိုင်တယ်ထင်လို့ဒီဗုဒ္ဓဟူးမကျော်ပတ်သီးတွေကအမြဲတမ်းထည့်ပေးနေတာ
ကိုယ့်ရဲ့လက်ကွင်ဆိုင်နဲ့ကိုယ့်ရဲ့တွက်ကွင်ဆိုင်နဲ့ဗုဒ္ဓဟူးမကျော်ပတ်သီးတွေကအများရန်ထည့်ပေးနေတာကြာတာပရင်းကြီးကြာခြင်းနဲ့ကြာမယ်အင်္ဂါမကြာခြင်းကြာဒီတစ်ပတ်ကတော့ဗုဒ္ဓကျော်ပတ်သီးလို့တော့မရေးလိုက်ဘူးဒီတစ်ပတ်ထုတ်ပေးမယ်ပတ်သီးဒီအင်္ဂါမကျော်လို့ရေးပေးမယ်ဗုဒ္ဓဟူးကဖောင်းရရှိတဲ့အတွက်နော်ဖောင်းရရှိတဲ့အတွက်အင်္ဂါမကျော်လို့ရေးပေးမယ်အင်္ဂါကျော်ဝိုင်းကြာတာပရင်းကြီးတဏီကုံလေးကိုဆက်လိုက်ပြီးအဲ့ဒီအခုဒီတစ်ပတ်ချပေးမယ်ပတ်သီးကတော့အင်္ဂါမကျော်ပေါ့နော်အဲ့လိုရေးပေးလိုက်ပါမယ်ကဲထားပါတော့အဲ့တော့ကြာတာပရိနီကတော့ရှယ်ကြီးပါတစ်ခွက်ကောင်းမွေးကနန်းလဲပါတယ်ထူးရှယ်မွေးနော်ထူးရှယ်မွေးလဲပါတယ်ရေးတိုက်ထဲမှာလဲတစ်ခွက်ကောင်းကညတို့တော့6ထိပ်ကင်တာအဲ့ဒီနေ့တနေ့ပဲထိပ်ပိတ်ရွဲတာအဲ့ဖုန်းကိုအတန်ဟိုနေဖြစ်တာဘိုင်ဘာကနေ VC call တွေမခေါ်ပါနဲ့လို့အမြဲတမ်းမေတ္တာရက်ခံနေကြီးကျယ်လို့မဟုတ်ဘူးလိုင်းတွေထောက်ကုန်ရဲ့ဗီဒီယိုကောတွေနဲ့ခေါ်ရင်ဒါကြောင့်မလို့ဗီဒီယိုကောတွေနဲ့မခေါ်ပါနဲ့လို့တောင်းပန်နေတာပါလို့နော်ညနိုးကိုညနိုးပြောတဲ့စကားတွေကိုနားထောင်ပေးပါလို့နော်ညနိုးကိုဗီဒီယိုကောနဲ့မခေါ်ပါနဲ့ VC ကောတွေနဲ့မခေါ်ပါနဲ့ Viber ကနေအဲ့ဒါလေးတော့မျက်နှာရက်ခံပြရစီလိုင်းတွေတအားထောက်တယ်ဂျားရက်ထဲမှာတနင်္လာအင်္ဂါဗုဒ္ဓဟူးလေးမှာဆိုရင်လည်းအဲ့ဒီလိုခေါ်ခဲ့ရင်လေတချို့အဖွဲ့ဝင်ကနန်းပိုးရတာလိုင်းတွေအရန်ထောက်ပြီးတော့မရောက်တော့ဘူးအားသူခေါ်ကိုသူခေါ်ကိုအချိန်တန်ရောက်အောင်ပို့ပြီးမှစိတ်ချဒါကြောင့်မို့ညတို့အပင်ပန်းခံပြီးတော့ဘိုက်ဘာကသူတွေကိုညက်တက်ထဲကကနန်းပေးတာမနက်ဘက်မှထားဖို့ရင်လည်းအစိုးရထားဖို့ရင်ရတယ်။အော်8နာရီခွဲ9နာရီနဲ့မရောက်ရင်လည်းခေါ်ကြပြန်ပြီ။ဒါကြောင့်မို့ညတို့တညလုံးပို့ပေးတာ။နော်။အဲ့ညနေဘက်ကျတော့စိတ်မကောင်းသွားဘူး89ကိုကွယ်ညီအကိုဒီလောက်ကြာနေတာတွေ့တယ်8ခွန်ကိုလေခွန်8ဆိုတဲ့ကနန်းကိုလေတွေ့တယ်ဒါပေမဲ့ကတ်လိုက်တာကနန်းတွေကိုခွန်ရဲ့8ရဲ့ကိုကင်ပြီးတော့ကိုယ့်ရဲ့ဝမ်းချင်းတွေပဲကတ်လိုက်တာကတ်တာဒီခွန်8ကိုဇုံထည့်ပေးဖို့ဒီလောက်ညီအကိုတွေမကြိုက်တော့ဘူးဆိုပြီးပယ်တာကိုမှားတာပါလို့ကိုမှားတာပါရှင်အဲ့တော့ညနို့လာတာတတ်လိုက်ကြတော့အဖွဲ့ဝင်တွေနော်လာတာတတ်လိုက်တော့ဆရာအလုတ်လွန်သွားတာသိလားဒီလောက်ညီကိုလေးတို့ကနန်းတစ်ခွက်ပို့ပါတယ်တို့ကနန်းတစ်ခွက်ပို့တယ်ငါမထဲတော့ဘူးတွေ့တယ်နော်မတွေ့တာမဟုတ်တကယ်တွေ့တယ်တွေ့လို့တော့မှအဖွဲ့ဝင်တွေမြင်လို့အဲ့ဒီနေ့ကပို့ထားတဲ့ကနန်းကိုပြန်ကြည့်ခွန်လေးရှစ်တွေကိုလက်မလွတ်ထားဘူးကင်ထားတာခွန်လေးရှစ်တွေကိုကင်ထားတာနော်ဒါပေမဲ့ညီအကိုတွေတစ်ခွက်ပို့တယ်လာမှလည်းမဟုတ်တော့ဘလောက်ပဲနော်တော့ကွင်ကကြလက်ဝင်မှန်ကိုပဲခြင်းပဲတာမြင်လို့အဲ့မြင်လို့ကိစ္စအကြောင်းကအဲ့လိုရှိတယ်တို့ဆိုရင်တတိရမှာနော်အဲ့တော့တောက်လျှောက်ရလာပါတယ်နော်အဲ့ကနန်းမရောက်တာတွေကလည်းလိုင်းတွေထောက်တာပါလို့တောင်းပန်ပါတယ်ဒီနော်အဲ့တော့တခွက်ကောင်းမွေးကနန်းတွေကတော့အပတ်တိုင်းလိုရှယ်ထွက်ပရိတ်တွေကလည်းဒီတစ်ပတ်မှာတော့ပရိတ်တစ်မျိုးပဲထွက်သွားတာပေါ့နော်30ပရိတ်မထွက်သွားဘူးငါတော့ဘာပရိတ်မထွက်သွားဘူးလဲ3ပရိတ်မထွက်သွားအောင်เนาะ30ပရိတ်မထွက်သွားအောင်9ပရိတ်ကတော့ရှယ်ထွက်သွားတာပေါ့နော်ပါဝါထွက်သွားတယ်ပေါ့နော်ကနန်းလေးလုံးအခွေရ9348ဟိုပတ်ပြီးအခွေပဲထွက်တယ်ညနိုးတက်ပေးတယ်456ခွန်အခွေမထွက်သွားဘူးဒါကလိုက်မှမိသားစုပေါ့နော်ကဲဟုတ်ပါပြီလို့အားလုံးပဲလိုင်းကြနေတာလားတက်တောင်းဖြစ်နေတယ်ဟုတ်တန်ခါလေးဒီဘက်ကိုတစ်ချက်လောက်ပူတာချွေးရတအားပြန်နေတယ်ချွေးရစုမျက်နှာပျောက်သွားတယ်မဲ့အောင်မတွေ့တော့ကြပါစုမျက်နှာပျောက်သွားတယ်ဟမ်နှာပျောက်သွားတယ်လောက်ကြပါအောင်ဟုတ်လားစုမျက်နှာကခဏန်းပေးနေတာလားကိုမသိဘူးလေနော်မသိတာတကယ်ပြောတဲ့စကားအဲ့ဒါမှန်မှပြောရင်ချမ်းသာဟယ်လိုနောက်သားခွဲလိုက်တယ်ဘေဘိုကျေးဇူးတင်တယ်ဒီတစ်ပတ်လေဒီကြည့်ပေးမယ် live လွှင့်နေလို့ဒီတစ်ပတ်လေဖျားခဏလေးတစ်ခွက်ထည့်ပေးမယ်နော်ဖျားဘူးခဏလေးတစ်ခွက်ထည့်ပေးမယ်နော်
အေးကွန်လေးဖွင့်ပြီးဟောလေတဲ့ပြောလေလို့လုပ်ပါဘာရဟောရမှာတော့ဒုက္ခအေးကွန်ကအခန်းထဲမှာပဲတက်ထားပါတယ်ရှင်ကျမကအခုလုံးနေတာအခန်းရဲ့ဟိုးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လို့နော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှဖျားပြီးရင်ကင်းကွာကြပါစေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံရေးတောကဟုသမျှစိတ်ဆင်းရဲဟုသမျှကင်းရှင်းကင်းဝေးကြပြီးအလူရေဆက်လက်နဲ့မကွာလှူနိုင်တန်းနိုင်ကြပါစေလို့မြင့်မြတ်တို့ကဆုမွန်ကောင်းတောင်းပေးပါတယ်နောက်တစ်ချက်ကမြတ်တို့ဖျားရှိခိုးတိုင်းမှာဆုတောင်းလို့ပေါ့ခုနှစ်ရဲ့သားသမီးအားလုံးကိုမြင့်မြတ်တို့ကပြီးကန်းစွန့်ကြဲနိုင်တော့လက်တစုံဖြစ်ရပါစေလို့နော်မြင့်ဆုတောင်းပေးပါရှင်မြတ်တို့ဝိမျှပြီးတော့ကဏ္ဍလေးတွေတဲ့ခုနှစ်ရဲ့သားသမီးအတွက်ကောင်းကျိုးအဖျားဖြစ်ရပါစေပြီးတော့ကဏ္ဍတိုင်းဒီလည်းအောင်မြင်ရပါစေလို့ဆုတောင်းပေးပါတယ်လို့နော်သူလည်းငယ်သေးတာပဲမသိဘူးလုတ်ပြန်ပြီမသိဘူးမပြောနဲ့တော့အခုက तू ကငယ်တယ်ဆိုတော့မြင်တို့ကမငယ်လို့လားပြောကဲထားပါတော့ကဲခုနအဲ့စုမြတ်တို့က तू လည်းငယ်သေးတယ်ဆိုတော့မြင်တို့ကမငယ်သေးလို့လားလို့မြင်တို့ကငယ်လေးရှိသေးတယ်နော်ဒီအလောက်ကကလေးဘဝတွေကကျွမ်းလို့အဲ့ဒါလဲဗာလဲဆိုတော့လက်ဦးစရာမြည်ထိုက်ဆိုတာပုပ္ပစရိယာမိနေပါတယ်နော်လက်ဦးစရာမြည်ထိုက်စားတဲ့ပုပ္ပစရိယာမိနေပါတယ်ကိုမိဘကဒါတွေကြိုက်တဲ့အတွက်ကိုကဒါကြိုက်ကဲအားလုံးပဲနော်ဒီကနန်းတွေကမြင်တို့ကမျက်စိထဲမှာလဲရင်နေတယ်နားထဲမှာလဲနားရည်တွေကဝါနေတယ်အဲ့တော့ဒီလောက်ကိုလဲကျွမ်းကျင်နဲ့ပြီးဝေမျှနိုင်နေအဲ့ဒါပဲအမျိုးမှန်အဖိုးတန်သမီးလေးပါရှင်လို့နော်အမျိုးမှန်အဖိုးတန်သမီးလေးပါရှင်ကဲဒီတစ်ပတ်ကတော့အင်္ဂါဗုဒ္ဓဟူးနေ့လေးမှာဖောင်းရက်ရှိပါတယ်เนาะအဲ့တော့ဒီအဖွဲ့ဝင်မိသားစုတွေကတော့အဲ့တော့မြင်လို့ပြမယ်เนาะဒါသူတို့သွားကြည့်လို့သူတို့သိတာလေအဲ့ဒီခုနကအဲ့စုမြတ်လို့ဆိုသူတို့ကြည့်လို့သူတို့သိတာလေเนาะအဲ့ဒါเนาะမကြည့်ရင်သူတို့မသိဘူးဒါမသိလို့သူ့နာမည်တောင်ကိုယ်ရွှတ်ပြနေသေးတာဟုတ်တယ်မလားသူ့ကိုမသိအဲ့ဒါပဲပြောရင်ရှုံးမှာမဟုတ်ဘူးမြင်လို့ဘယ်သူမှမသိဘူးဆိုရင်ကြီးကျယ်တယ်ဖြစ်မယ်ဘယ်သူမှမသိပါဘူးလို့ပြောရင်ကြီးကျယ်တယ်ဖြစ်မယ်ဘာဖြစ်လို့မသိတာလဲနင်ကဘာလို့မသိတာလဲအချိန်မပေးနိုင်နင်ကဘာလို့အချိန်မပေးနိုင်တာလဲမမေးနဲ့ခဏတော့နေရလို့ကိုကျမ်းမာရေးရှိတယ်ဖုန်းဆိုတာကြကြသုံးလို့မရမျက်စိတွေဒုက္ခပေးညက်ပတ်ကြရင်တော့တညာအဲ့ဒါကြောင့်နော်ဒေါင်းမလေးလားတဲ့ကြီးတွေလှလေပဲတဲ့စေတနာကောင်းလို့ထင်တယ်ဒေါင်းဆိုတာကြီးတွေလှလေလို့ပြောကြတယ်ဆရာမကိုချစ်ဆိုတဲ့ကောက်ပါရှင်ဟုတ်ကဲ့ပါရှင်သမီးရေတဲ့လှနေတယ်ဟုတ်ကဲ့ပါရှင်เนาะကဲဟုတ်ပါပြီအခုမြန်လို့တက်လာတဲ့ live ဒီ12လပိုင်း8ရက်နေ့ကနေ12လပိုင်း12ရက်နေ့အတွက်တပတ်စာ live ကလေးဖြစ်ပါတယ်ရှင်လို့เนาะစေတနာရှင်တူးဒီဆီယမလေးမြင်လို့ပါရှင်ကိုဆီယမလေးပဲရှက်တယ်မပြောချင်စေတနာရှင်မလေးတူးဒီမြင်လို့ပါရှင်လို့နော်ပြောတော့လေစေတနာရှင်ယူလိုက်တော့လေအဖွဲ့ဝင်ကြီးဟုတ်လားနော်ပြောတော့လေစေတနာရှင်ဂုံပုတ်ကစေတနာရှင်ပြောတော့လေစေတနာရှင်ယူတော့လေအဖွဲ့ဝင်ကြီးလို့မပြောပါနဲ့ကွယ်နော်အဲ့လိုမတတ်မှတ်ပါနဲ့ကန်ဆက်ကြီးလေးပေါ့နော်ကန်ဆက်ကြီးလေးပါလို့မျက်စိအာတိုးစေးတောက်ပါတဲ့ဟုတ်ကဲ့အခုသမီးကဆေးတွေကစုံနေတဲ့သမီးရဲ့အဲ့ယောဂရဲ့ဆေးကိုလည်းသမီးကတောက်နေရတော့လေနော်အားကြောင့်ဆေးတွေဒီအကျော်တစ်ချမ်းလေခဏန်းနေပို့ရင်အကျော်တစ်ချမ်းနဲ့အရန်တက်တယ်တစ်ခါကြာရင်ဒီကိုကဖုံးပြောင်းဖုံးလွှဲနေကလေးတွေပို့ပေးစမ်းမခံနိုင်တော့ဒါတွေမခံနိုင်တော့အခုညီတောင်းကတော့မမတို့ဒါလေးပို့ဒီအလုံးလေးတွေပို့ပေးစမ်းတေချာစစ်ဖို့နော်မကြော်စေခဲနဲ့နော်မကြံစေခဲနဲ့နော်ခဏန်းတွေကိုမကြံစေခဲနဲ့နော်ဘိုက်ဘာသူတွေပြပြကြံစေခဲနဲ့နော်မမသူတို့ကစာတွေပို့တယ်ဖုန်းတွေခေါ်တယ်
ကဲဟုတ်ပါပြီအဲ့တော့ခဏလေးပြောပါတော့မယ်ရှင်နော်6တလုံးဒီအလှဆုံးပတ်တီးပါနော်6တလုံးဒီအလှဆုံးပတ်တီးပါရှင်ဟယ်လိုဟုတ်ကဲ့တွန်းလိုက်လေတွန်းလိုက်ဟိုဟာလေ6ခွန်ကို68လေး435ကိုတွန်းလိုက် Viber 3လားအဲ့ဆိုဖုန်းလေးပြန်ခေါ်ပေးနော်တမိ live လွှင့်နေလို့ဖုန်းလေးပြန်ခေါ်ပေးပါရှင်နော်မနက်ကျမှထည့်ပေးလိုက်မယ်နော်ဟုတ်ကဲ့6တလုံးဒီအလှဆုံးပတ်တီးပါ6တလုံးဒီအလှဆုံးပတ်တီးမြင်တော့ပြီးခဲ့တဲ့ပတ်တည်း6ကထိတ်ကနေလာကိုလာမယ်ကိုယ့်ရဲ့စိုက်ကွန်ရှိနေသည့်အတွက်6ကိုထိတ်ကနေပဲပြန်ထားမှာနော်အဲ့တော့ထိတ်ကိုမြင်လို့ပြောသလို1000ထိုးရင်အာဘက်ကိုတော့900သွားပါနော်အာဘက်ကိုတော့900သွားပါရှင်လုံးဝကြီးမအားပဲနဲ့မနေနဲ့မြင်တို့ကထိတ်ဆိုရင်ထိတ်ဟိတ်ဆိုရင်ဟိတ်အပိတ်ဆိုရင်အပိတ်ဆိုပေမဲ့တခါတလေလေးလွဲချုံမှုဆိုတာရှိတတ်ပါတယ်လို့နော်အဲ့လိုမျိုးရှိ64 60ပြန်ပြောပြမယ်နော်64 60 6ခွန်68 65ကနန်း3လုံးတစ်ခွေလေးပေးဦးမှာဒီတစ်ပတ်ကအဲ့အခွေကိုအရန်ကြိုက်မှာလို့အကြိုက်ဆုံးအခွေပဲထုတ်ပေးထားတယ်နော်အကြိုက်ဆုံးအခွေပါ64 60 6ခွန်68 65တကွက်ကောင်းစိတ်နာနာနဲ့ပြန်ပြီးမြင်အဲ့ဒီကနန်းနှစ်ကွက်ထပ်ပြီးမိတဲ့အတွက်တကွက်ကောင်းဒီ62တကွက်ကောင်းဒီ62မှန်လေးတွေမှာရေးပြီးနော်မှန်လေးတွေမှာချရေးပြီးပါရှင်နော်6တလုံးဒီအလှဆုံးပတ်တီးပါ6ပြစ်ကင်သေးလေးစင်ပေါ့နော်အပြစ်အနာစာအကင်းဆုံးနဲ့ဆင်းလာမှာအဲ့ဒီ6တလုံးလုံးဝမပြောက်ဘူးယုံပတ်လို့ရပါတယ်6တလုံးဒီလုံးဝမပြောက်ပါဘူးမြင်တို့ဟိုစာနဲ့ပေနဲ့ပြောသလိုပေါ့ဟာ6တလုံးဒီ6ပြစ်ကင်သေးလေးစင်6တလုံးဒီအလှဆုံးပတ်တီးပါရှင်64 60 6ခွန်68 65တကွက်ကောင်းဒီ62ပါရှင်เนาะတကွက်ကောင်းဒီ62ပါတကွက်ကောင်းဒီ62ပါတေချာမှန်မယ်เนาะမမှတ်မိရင်တေချာပြန်ကြည့်အဲ့တော့နံပါတ်မှာ1တစ်တလုံးဒီထိတ်ဆုံးကဆင်းလာပါလိမ့်မယ်ရှင်အမပြန်ရှာခြင်းနဲ့ပဲစုမြင်လို့နံပါတ်မှာ1တစ်တလုံးပါနော်တစ်တလုံးဒီထိတ်ကနေလာပါလိမ့်မယ်လုံးဝမပြောက်ပါဘူးရှင်နော်လုံးဝမပြောက်ပါဘူးနော်တစ်တလုံးဒီနံပါတ်မှာ1တစ်တလုံးဒီထိတ်ဆုံးကနေတော့တန်းဆင်းရင်မယ်နော်တစ်တလုံးတစ်တလုံးဒီအကြိုက်ဆုံးပတ်သေးပါရှင်နော်တစ်တလုံးဒီအကြိုက်ဆုံးပတ်သေးပါပိုးပြက်တယ်တဲ့ပြက်ရင်မြင်တို့ရဲ့အကြိုက်ဆုံးမှုပိုတင်ထိုးရမယ်တဲ့ဟုတ်တယ်အဲ့ရက်ပြက်တွေရှိရင်ခဏအကြရေးတယ်အကြရေးရင်မြင်တို့စိုက်တွေဖမ်းရတာအရန်ကောင်းတယ်ဒါမြင်တို့ကတစ်သက်လုံးဖမ်းလာတဲ့စိုက်တွေပေါ့နော်ဒါရက်ပြက်တွေရှိရင်လေဒီရက်ပြက်မရှိရင်တော့မှစိုက်ကဖမ်းရတာခက်သေးတယ်ရက်ပြက်မရှိရင်စိုက်ကဖမ်းရတာတော်တော်ခက်သေးတယ်ဒါကိုခတ်တာကိုပြက်တာနော်ရက်ပြက်ရှိတဲ့အတွက်ကြောင့်မလို့လွဲနေရောစိုက်ကဖမ်းရတာဒါပေမဲ့ဒီတစ်ဖက်ကတကယ်ရက်ကြီးပြက်တာပြောတယ်နော်တကယ်ရက်ကြီးပြက်တာဗုဒ္ဓဟူးနေ့ဆိုတာကအရန်စော့လို့ကောင်းတဲ့နေ့အဲ့ဒီနေ့ကိုပြက်လို့မြင်လို့တော့နည်းနည်းရင်တုံနေတယ်နည်းနည်းစိတ်ပူနေတာပေါ့နော်စိတ်ပူနေတာပေါ့အဖွဲ့ဝင်တွေအတွက်ပေါ့ဒါမှမဟုတ်ဒါမဲ့အကောင်းဆုံးတော့စူးစမ်းထားတယ်ဒီ like ကကဏ္ဍလေးတွေတိချထိုးတော့အကြိုက်ဆုံးတွေကိုရွေးပေးထားတာနော်အကြိုက်ဆုံးနေနဲ့အဖြစ်နိုင်ဆုံးအလှဆုံးအကွက်တွေကိုရွေးပေးထားတာတိချထိုးမယ်တစ်တလုံးအကြိုက်ဆုံးပတ်ပြီးနံပါတ်1ထိတ်တန်းစင်းရင်ပဲအဲ့တော့1 8 1ခွန်1 5 10 1 3 1 4 1ကိုကြိုက်လို့ခဏအများကြီးထုတ်ပေးထားတယ်အများကြီးထုတ်ပေးထားတယ်အဲ့တော့တကွက်ကောင်းဒီတကွက်ကောင်းကိုမပြောဘူးမြင်လို့အဲ့တစ်မှာတေးတေးချာချာပြောပေးမယ်နားထောင်ပြီးတေချာမှန်မှာချရေးပြီးဒီလောက်စေတနာမေတ္တာနဲ့ချွေးတွေအပြန်ခံပြီးပြောပေးနေတာနော်တစ်တလုံးဒီအကြိုက်ဆုံးပတ်ဒီ1 8 1ခွန်1 5 10 1 3 1 4အဲ့ဒီမှာ3ကွက်အကြိုက်ဆုံး3ကွက်ကိုထုတ်ပေးမယ်အကြိုက်ဆုံး3ကွက်ဒီ1 8ရယ်1 5ရယ်1 2ရယ်ပါ1 8 1ခွန်1 5 10 1 3 1 4အကြိုက်ဆုံးအကွက်အကြိုက်ဆုံး1နဲ့ပတ်သက်လာရင်အကြိုက်ဆုံးအကွက်ဒီ
18ရယ်15ရယ်12ရယ်နော်အကြိုက်ဆုံးကွက်ပါမတ်မှာမရေးဘူးလားမတ်မှာရေးတာမတွေ့ဘူးနော်မတ်မှာချရေးပြီနော်မတ်မှာတစ်ချက်လောက်ချရေးပြီနော်ပြန်ပြောမယ်6တလုံးဒီအလှဆုံးပတ်တီးပါ64 60 6ခွန်68 65တကွက်ကောင်းဒီ62နော်တစ်တလုံးဒီအကြိုက်ဆုံးပတ်တီး18 1ခွန်15 10 13 14အဲ့ဒီမှာမြင်လို့ရဲ့အကြိုက်ဆုံးက18ရယ်15ရယ်12ရယ်ပါအဲ့ဒီ1နဲ့ပတ်သက်ရင်တကွက်ကောင်းထုတ်ထားတာက1နှစ်ပါရှင်နော်တကွက်ကောင်းဒီ1နှစ်ပါ main တင်ထိုးရမယ်ကဏ္ဍဒီ1နှစ်ပါနော်1နှစ်ပါ1ခွန်ကိုလည်းကြိုက်1ခွန်ကိုလည်းကြိုက်တယ်1ကိုတော့အကြိုက်ဆုံးပဲနော်မမဟောတော့မှကြောက်လို့တဲ့ဟုတ်တယ်လာပြီလေးတလုံးအကောင်းဆုံးပတ်တီးပါရှယ်ပတ်တီးပါရှင်လေးတလုံးဒီရှယ်ပတ်တီးပါ49 4ခွန်45 40 43ညနိုးပဲနော်အခုညနိုးထုတ်ပေးထားတဲ့ကဏ္ဍတွေကညနိုးအချင်းအကြိုက်ဆုံးပတ်တီးတွေပဲအကြိုက်ဆုံးအကွက်တွေပဲလုံးဝဟိုကြိုက်ဆုံးပတ်တီးတွေပဲနော်အဲ့တော့49 4ခွန်45 40 43အဲ့ဒီမှာတင်ထိုးရမယ့်အကွက်ဒီ4ခွန်နဲ့48တကွက်ကောင်းဒီ48 4ခွန်နဲ့48ကိုတင်ထိုးမယ်တကွက်ကောင်းဒီ48ပြောတယ်နော်၄တလုံးဒီအကောင်းဆုံးပတ်တီးပါ49 4ခွန်45 40 43 4ခွန်နဲ့48က main ဖြစ်တယ်လို့တကွက်ကောင်းဒီ48ပါရှင်နော်တကွက်ကောင်းဒီ48ပါနောက်ဆုံးပတ်တီးတစ်လုံးပဲကြံသွားတော့တယ်3တလုံးနဲ့စိန်ဝယ်စုမယ်နော်3တလုံးနဲ့စိန်ဝယ်စုပါ3တလုံးနဲ့စိန်ဝယ်စုပါရှင်ညတို့တော့အတန်လေးဝင်ပါ3တလုံးနဲ့စိန်ဝယ်စုပါရှင်နော်3တလုံးကိုစိန်ဝယ်စုပါ36 3ခွန်35 39 32 32ပြန်ကြရရှိပါတယ်ပြန်ကြလေးတွေကဘာလေးတွေမမျက်နှာကြီးလာနိုင်လဲဆိုရင်ခုနကမျက်နှာ6နဲ့ပတ်သက်တဲ့နေရာမှာ60ထည့်ပေးထားတယ်ယခု3နဲ့စိန်ဝယ်စုတဲ့နေရာမှာ32ဆိုတဲ့တစ်ခွက်ကိုထည့်ပေးထားပါတယ်နော်အဲ့တော့ပြန်ကြလေးတွေကလာဖို့ရှိပါတယ်ပြန်ကြတွေလာမှာပါလာအောင်မှာရက်ပြည့်တွေရှိနေမယ်လေသူတို့ကတော့နော်12လပိုင်းနဲ့ရောက်နေပြီလေလှုပ်စားတော့မှာနော်အဲ့တော့ဂယူးဆိုင်မယ်3တလုံးဒီစိန်ဝယ်စုပါရှင်နော်3တလုံးဒီစိန်ဝယ်စုပါ36 3ခွန်35 39 32 36နဲ့30ရမိတ်တကွက်ကောင်းဒီ30နော်တကွက်ကောင်းဒီ30 36နဲ့30ရမိတ်တကွက်ကောင်းဒီ30 3ကိုထိတ်ကနေထားမယ်အပိတ်နဲ့လာရင်မစဲနဲ့အပိတ်နဲ့လာရင်မစဲနဲ့3ဒီထိတ်ကနေထားမယ်နော်3ဒီထိတ်ကနေထားမယ်36 3ခွန်35 39 3နှစ်မိန်းဒီ36နဲ့30 36နဲ့30မိန်းတကွက်ကောင်းက30ပါရှင်တကွက်ကောင်းဒီ30ပါ36နဲ့30ရမိန်းတကွက်ကောင်းက30ဒီတရားရင်လည်းပြန်ရွေးထုတ်ပေးနေတာเนาะကဏ္ဍလေးเนาะအဲ့တော့ကဏ္ဍလေးလုံးပြီးသွားပြီเนาะလေးလုံးပဲထုတ်ပြီးတယ်ပရိတ်ပေးမယ်เนาะပရိတ်ပေးမယ်ပရိတ်ပေးမယ်ပရိတ်ပေးမယ်အဲ့ပတ်သီးလေးတွေပြန်မှတ်မိလားမှန်မှာတိတ်မတွေ့ရလို့မှန်လေးတွေမှာချရေးပေးနောက်လူတွေမြင်ရအောင်လို့เนาะ6တလုံးဒီအလှဆုံးပတ်သီးပါ6တလုံးဒီအလှဆုံးပတ်သီးပါ64 60 6ခွန်68 65 main ကွက်တွေကတော့64ရယ်64ရယ်68ရယ်62ရယ်အဲ့ဒီမှာတစ်ခွက်ကောင်းဒီ62ပြောပြီးသွားပြီလားတဲ့မျက်နှာကြီးတဲ့အန်ဒီတဲ့မန့်ပေါ်လားစိတ်ညစ်နေလားစိတ်ညစ်နေတာတဲ့ line မကောင်းလို့တဲ့ပတ်စံမပို့ရသေးဘူးတဲ့။အော်အန်ဒီရဲ့အေးအေးဆေးဆေးပို့ရတယ်။အခုချိန်ကရသေးတယ်။မနက်ဖြန်အတွက်ကိုသမီးကစောစောစီစီအဖွဲဝင်ကြိုပိတ်ရမလို့ဖြစ်နေတယ်။ limit တွေအပြည့်ပြည့်တယ်။သမီးခေါင်းနဲ့ရှုပ်။သမီးကလည်းနှစ်ကောက်သုံးကောက်မဖွင့်ဘူးဆိုတာအတုတွေနဲ့ရှုပ်နေလို့အတုတွေနဲ့နည်းနည်းရှုပ်နေလို့နော်။အားကြောင့်မို့အဖွဲဝင်အဟောင်းတွေကို
အေးစစ်စစ်မှငါတို့ဝင်မယ်ငါတို့လူဟောင်းပဲကြိုးအဲ့လိုမလုပ်ပါနဲ့အဲ့ဒီလိုသဘောမထားပါနဲ့ဝင်စရာရှိရင်ဝင်ထားလားပြီးသွားပြီပေါ့မဝင်ဘူးဆိုရင်ထားလိုက်မဝင်ကိုမဝင်ဘူးငါတို့ဒီတစ်ပတ်မဝင်ဘူးအဲ့ဒါရတယ်ထားလိုက်ဝင်မယ်လို့လည်းစိတ်ထဲမှာရှိတယ်အေးစစ်စစ်မှဝင်နောက်မှပတ်စံတွေထွဲလို့မရပြီးခဲ့တဲ့ဘက်ကရမ်းစိတ်နေရတာနှစ်ပတ်သုံးပတ်ရှိနေပြီစိတ်နေရတယ်အာဝင်လို့မရတော့ဘူးပတ်စံသွင်းလို့မရဘလို့မှလည်းတက်ဘူးအဲ့ဒါနဲ့မစိတ်ပို့တဲ့ဖုန်းတွေကိုဆွဲယူပြီးတော့ဒီဖုန်းတွေကိုဘေးထည့်ပေးလို့ရလားဘေးထည့်ပေးမလားအဲ့တော့တချို့ကမယုံဘူးဩထည့်လိုက်ပါဒါမြန်လို့ခဏပို့တဲ့ဖုန်းတွေပါကိုပါဇက်ကပြောနေတာကိုယုံယုံကြည်ကြည်နဲ့ပို့ပါလို့တောင်းပန်ယူရတယ်အဲ့လိုလေးရှိတယ်အဲ့ဒါအဲ့ကြောင့်မလို့နော်ကဲဟုတ်ပါပြီတစ်တလုံးအကြိုက်ဆုံးပတ်သေးပါ18 1ခွန်တင်9 10 13 14 1ကိုအကြိုက်ပဲအကြိုက်ပတ်သေးပဲနော်အဲ့မှာကအဲ့ဒီမှာကmain ကွက်တွေကကွာ18 1ခွန်တင်9 1နဲ့မလေးပြောရင်းနေတော့မှအပြင်လူနဲ့စကားပြောသလိုဖြစ်main ကွက်တွေဒီ18 1ခွန်တင်9တကွက်ကောင်းဒီ1နှစ်1 2 1 2เนาะတကွက်ကောင်းဒီ1 2ပါလို့เนาะ18 1ခွန်တင်9 main ကွက်1 2ဒီတကွက်ကောင်းလေးတလုံးဒီအကောင်းဆုံးပတ်သေးပါ4 9 4ခွန်4 5 40 43 main ကွက်ဒီ4ခွန်နဲ့48တကွက်ကောင်းဒီ48ပြောပေးနေတယ်နော်တကွက်ကောင်းဒီ48မှန်နေမှာချရေးပြီဆိုတာကလေနောက်တက်ကြည့်တဲ့သူတွေမြင်ရအောင်လို့ပါတောင်းပန်အဲ့ဒါပဲ3တလုံးဒီစိန်ဝယ်ပတ်သေးပါ3တလုံးဒီစိန်ဝယ်ပတ်ပြီးပါ3ကိုထိတ်ကနေထားပြီးပါ3ကိုထိတ်ကနေထားပြီးပတ်ပြီးပါ36 36 3ခွန်35 39 32မိန်းကွက်ဒီ36နဲ့30တကွက်ကောင်းဒီ30ပါကိုချစ်ကကျမ်းမာကြီးကခမဲလိုတယ်ထင်နေကွယ်တဲ့ဟုတ်တယ်မေဒီလာရှင်ဝတ်မှာနော်နော်မေဒီလာရှင်ဝတ်မှာသုံးတလုံးစီစိန်ဝဲထိတ်ကနေထားပါ36 3ခွန်35 39 3နဲ့မိန်းကွက်ဒီ36နဲ့30တခါကြရင်နိညတို့ခဏန်းပွင့်ညတို့တရားခွင်မှာခွင်တရားထဲမှာဇံဝင်ဝိုင်းအေးချမ်းလိုက်တာအပူပင်တော့ကမရှိအေးချမ်းတာခဏတာ9မိနစ်10မိနစ်ကိုတရားထဲမှာမိမျောတယ်မိမျောတယ်ဩတရားနိုင်နေအလုပ်လုပ်ခဏန်းပို့နေတော့ချဲလောင်းကစားဖွင့်တော့တရားအဲ့လိုဖြစ်တယ်နော်ဖွင့်နေတော့တရားခါကြရင်တရားထဲမှာမိမျောပြီးအေးချမ်းလိုက်တာအပူပင်တော့ကမရှိလို့ငါမှတော့ပူပန်လိုက်ရတာခဏန်းမအောင်ပါစိုးလို့ခဏန်းမနေ့ကျရင်ပောက်ကွက်မှပါမလားအော်သူတို့တော့ငါ့ကိုယုံကြည်ပြီးတော့ဘလောက်တောင်ထိုးချပြီးလေပူရတာအဲ့ဒီမေတ္တာစေတနာတွေသိကြမှာနော်ကိုထုတ်ပြီးရောမဟုတ်ဘူးငါတော့ထုတ်ပြီးလိုက်ပြီမနေ့ပောက်ကွက်မှပါမလားဘလောက်ကိုတောင်ယုံကြည်ပြီးထိုးချလိုက်ပြီလည်းမသိဘူးဟိုဘိုက်ပါအမတယောက်ဆိုရင်ကိုရှိကိုစာမှားပြီးပို့တယ်လို့တော့ပြောမယ်အဲ့အမကြီးဟို please ကျေးဇူးပါနော်ဟိုနေပေါ့နော်တောင်းပန်ပါတယ်ပေါ့နော်ညီမအမရဲ့ဟိုနဲ့အကောင့်နာမည်မပြောဘူးနော်တွေ့လိုက်တဲ့စာလေးကိုမျက်စိထဲမှာတွေ့လို့ပြောသူတငယ်ချင်းကိုပို့သလားသူ့အညာမိသားစုကိုပို့လာတော့မသိဒီတိုင်းညတို့ကတော့ဒီနေ့ပါပေါ့အဲ့ဒီနဲ့တကွာကောင်က60အဲ့ဒီကြာတာပရင်းနေဒီနေ့တော့နေ့တိုင်းကတော့မှန်နေရပဲတဲ့ဒီနေ့တော့မသိဘူးတဲ့ငါလည်းမပြောတတ်ဘူးနောက်တော့သူပါပြောတယ်မှားသွားလို့နော်တဲ့စာတဲ့အော်ဒါတစ်ဖက်ကိုပြန်ပို့တစ်ဖက်ကိုပြန်ပို့တာနေ့တိုင်းတော့မှန်နေတယ်တဲ့ဒီနေ့တော့ငါလည်းမသိဘူးတဲ့ဟောအဲ့ဒီလိုမျိုးဆိုတော့ဒါသူတို့လည်းပူမှာပဲလေထိုးတဲ့သူတွေလည်းနေ့တိုင်းတော့မှန်နေတာပဲဒီနေ့တော့မှန်မှန်ဟဲ့လားအဲ့လိုရှိတယ်ဒီနော်လောက်ပါနဲ့မလောက်ပါနဲ့ host storm လောက်ပါနဲ့ကဲဟုတ်ပါပြီပတ်တီးလေးလုံးပြီးသွားပါပြီရှင်နော်ပတ်တီးလေးလုံးပြီးသွားပါပြီသုံးတလုံးကစိန်ဝဲစုပါ36 3ခွန်35 39 32 32ပြန်ရတယ်နော်36 3ခွန်35 39 32 3ခုထိတ်ကနေထားပြီးတော့ဦးစားပြီးကစားမအားခိုင်းတာမဟုတ်ဘူးအားခိုင်းနေအပြန်ကိုနည်းနည်းသွားထိတ်ကိုပို့သွားမယ်36နဲ့30ကမိန်တစ်ခွက်ကောင်းက30အဲ့တော့ထူးရှယ်ပရိတ်ကပြီးခဲ့တဲ့အပတ်ကလိုပါပဲအထူးရှယ်ပရိတ်ဒီ6ပရိတ်ပါတစ်ခွက်ကောင်းဒီ60
36ပါရှင်နော်တကွက်ကောင်းဒီ36ပါအဲ့ဘရိတ်ကိုစော့မဲ့သူတွေတကွက်ကောင်းတင်ထိုးအာထိုးနော်3ကတကယ်လို့ပေါ့36က6ပရိတ်နဲ့အတူ36ကမကြသေးလို့3ဒီဒီပြင်ကနန်းအနေနဲ့ပေါ့3ခွန်လို့35လို့39လို့32တို့တွေနဲ့ပြန်တွဲလာရင်နောက်တစ်ခါ6ပရိတ်ရယ်လို့ပြန်ကြရင်63နဲ့ပြန်သွားမှာဆိုလို့တကယ်လို့စောစောစီစီ6ပရိတ်ကအရင်ကြ3ကလည်းထိတ်ကနေအရင်ချလို့36နဲ့ပြန်သွားရင်ပြဿနာမရှိဘူး3ကရှေ့မှာထိတ်တွေနဲ့အရင်သွားပြီးတော့6က6ပရိတ်ကိုလိုက်နေလို့ဟာမျက်နှာကပေးထားတယ်36ကတကွက်ကောင်အဲ့ဒီလိုမလုံးနဲ့အဲ့ဒီလိုကိုရှေ့မှာ3ကထိတ်နဲ့ထားပြီးသွားလို့ဒီ63 36ကမလာသေးရင်စားတူပြန်ထိုးထားစားတူပြန်ထိုးတာမျက်နှာကတော့6ကိုထိတ်ကနေကင်ထားသည့်အတွက်ကြောင့်မလို့နော်ဒီမှာရေးတော့ကတော့63လို့ရေးထားဒါပေမဲ့အာလိုက်တော့နော်ထူးရှယ်မိန်ပရိတ်ဒီ6ပရိတ်ပါ63အဲ့တော့တစ်ရှစ်ကလေးကိုလည်းရန်လိုက်နော်တစ်ရှစ်ကလေးကိုလည်းရန်လိုက်နှစ်ကွက်ထုတ်ပြီအဲ့ပရိတ်မှာနှစ်ကွက်ထုတ်ပြီမယ်ဟုတ်တယ်63နဲ့တစ်ရှစ်အကြိုက်ဆုံးက63ပရိတ်6ပရိတ်နော်ထူးရှယ်ပရိတ်6ပရိတ်ပါစိန်ဝယ်ပရိတ်ဒီခွန်ပရိတ်ပါရှင်စိန်ဝယ်ပရိတ်ဒီခွန်ပရိတ်ပါ80နဲ့61ကမိန်းပါရှင်80နဲ့61ကမိန်းမဟိုစာချရေးတုံးကနန်းချပြီးတော့ကနန်းစီတုံးကတော့တကွက်တွေပဲထုတ်ပေးတာအခုမှစိတ်ကပေါက်သွားပြီပရိတ်လိုက်မဲ့သူတွေနော်ပရိတ်လိုက်မဲ့သူတွေအထူးရှယ်ပရိတ်ဒီ6ပရိတ်ပါ6336အာနော်63နဲ့18နဲ့မိန်းနှစ်ကွက်တင်ထိုးမယ်စိန်ဝယ်ပရိတ်ဒီခွန်ပရိတ်ပါ80နဲ့61ကိုမိန်းတင်ထိုးမယ်မဖြစ်အဲ့ဒီပရိတ်နှစ်မျိုးကတနင်္လာအင်္ဂါမှာဒီကမြနုချပေးတဲ့6ပရိတ်ဒီခွန်ပရိတ်ဒီကုံသွားထွက်သွားပြီးရင်10ပရိတ်ကိုဆက်လိုက်တာအရန်ပရိတ်ပြီးခဲ့တာနော်ပရိတ်အရန်ပြီးခဲ့တာအမှန်တော့ပရိတ်ကဒီတစ်ဘက်က2မျိုးပဲချပေးမှာခနန်းနေများတယ်တကယ်ဗုဒ္ဓဟူးနေ့ကနန်းစော့လို့ကောင်းတဲ့နေ့ကြီးကဖောင်းရက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပရိတ်က2မျိုးပဲထုတ်ပေးတာအမြင်တို့ပြောတဲ့စကားကိုသိချင်အဓိကထားပြီးလိုက်ရမှာတော့6ပရိတ်နဲ့ခွန်ပရိတ်ကိုပဲလိုက်ရမှာအဲ့ဒီ6ပရိတ်နဲ့ခွန်ပရိတ်ကတနင်္လာအင်္ဂါမှာတည်းကထွက်ရှိသွားလို့ကုန်သွားလို့နောက်ထပ်ပရိတ်ကိုကြာတာပရိတ်နဲ့တောက်ကြမှာစော့စရာမရှိရင်10ပရိတ်ကိုရန်ဖန်ရန်ခါအရန်နဲ့စော့လို့ပြောတာအဲ့10ပရိတ်မှာဆိုရင်လည်းခုနကညနိုးပါလေကြိုက်တဲ့ဒီ6တလုံးအလှဆုံးထဲမှာထုတ်ပေးထားတဲ့46ဆိုတဲ့ main ကွက်တစ်ခွက်ကိုပဲတင်ထိုးရပြီနှစ်ရှင်းနဲ့နော်နှစ်ရှင်းနဲ့46ကိုပဲတင်ထိုးတနင်္လာအင်္ဂါမှာတည်းကခွန်ပရိတ်ဒီ6ပရိတ်ဒီဆင်းပြီးသွားရင်ပြတာနော်အဲ့တော့အဲ့ဒါကိုပြတာဟုတ်ပါအဲ့တော့ပြီးပြီနော်ပြီးပြီဆိုတော့မွေးကနန်းလေးပြီးမယ်ညနိုးဒီပြီးခဲ့တဲ့အပတ်က 3D ကပေါက်တဲ့သူကနေတယ်ညနိုးကိုနှိုက်ကိုကလည်းပေါက်တာနေတယ်ဘာကြောင့်လဲဆိုတော့ညနိုးပြောတယ်လေတဏီနေရာရတာဆိုညနိုးကအိမ်မက်ရတာနော်အဲ့တော့အိမ်မက်ကနန်းလို့ပြောရင်ပြက်ပြေသွားမှာညနိုးဘာပြောလဲအတိုးအလျှော့လေးတွေနဲ့ထိုးပါညနိုးအဓိကအကွက်လို့ရေးပေးမယ်စတားလေးပြပေးလိုက်မယ်လို့ညနိုးပြောတယ်နော်ညနိုးပြောတယ်နော်လိုက်ပါလေညနိုးရထားတယ်အဲ့ဒီကနန်းကလေးကတဏီနေရာရထားတာအတိုးအလျှော့လေးနဲ့စောအဓိက main ကွက်လို့ရေးပေးလိုက်မယ်ဆိုဒါပေမဲ့ညနိုးကိုနိုင်ကိုကလည်းနည်းနည်းပဲပေါက်တယ်မဆိုကိုကအတိုးတွေအလျှော့တွေနဲ့ပတ်လေတွေရောထိုးရတာဆိုတော့လေနော်ပတ်လေတွေရောထိုးရတာအတိုးတွေရောအလျှော့တွေရောဆိုတော့ဟော10ပရိတ်ကပေးတယ်အကွက်က64နဲ့28က main တင်ထိုးအဲ့ဒါကဒီအဓိကထားပြီးလိုက်ရမှာထို့လိုက်နိုင်နေဆိုရင်တော့ပရိတ်3မျိုးလုံးလိုက်ဒါပေမဲ့ရက်ပြက်ရှိတယ်10ပရိတ်ကိုအရန်သဘောပဲပေးခဲ့တာဗုဒ္ဓဟူးနေ့ကတကယ်ချဲစောလို့ကောင်းတဲ့နေ့ကနန်းအရန်စောလို့ကောင်းတဲ့နေ့ကဗုဒ္ဓဟူးကိုကြာတာပရိတ်တို့ကချဲအရန်စောလို့ကောင်းတဲ့နေ့ဒါပေမဲ့အဲ့ဒီဗုဒ္ဓဟူးနေ့ကအရန်ပိတ်သွားဖောင်းရရှိသည့်အတွက်ကြောင့်မလို့ညနိုးကပရိတ်2မျိုးကိုအဓိကထားပေးတာ6ပရိတ်နဲ့ခွန်ပရိတ်ကအဓိကအရန်ပရိတ်က10ပရိတ်6ပရိတ်နဲ့ခွန်ပရိတ်ဒီတနင်္လာအင်္ဂါမှာတည်းကထွက်ရှိသွားလို့ပုံသွားပြီးရင်ကြာတာပရိတ်တောက်ကြမှာ10ပရိတ်လေးကိုရန်ပြီးကစားကြည့်လို့ပြောတာမောတယ်နော်6လေးနဲ့28က main လို့ပြောတာပါလို့နော်ကဲဟုတ်ပြီ
အဲ့တတိဒီမှာပေါ့နော်ဒါခုညတို့ကအရေးကြီးတဲ့မွေးကနန်းပေးစရာရှိလို့စကားပြောနေတာညတို့ကိုနိုင်ကပပပဲတောက်တယ်ဘာကြောင့်ပပပဲတောက်လဲဆိုတော့အတိုးအလျှော့တွေနဲ့ပတ်လေတွေနဲ့ဆိုတာအိမ်မက်ကနန်းဆိုတာကမိမကလေးမှန်ရင်တပွင့်တိုးတို့တပွင့်လျှော့တို့ပတ်လေတို့အဲ့ဒီလိုသဘောလေးနဲ့ပဲညတို့ကပြောတာဒါပေမဲ့လိုက်မှာကြတော့အရှိရှိဝေးတွေမပြောခဲ့ဘူးပေါ့နော်အဓိကကွက်ကလေးကိုရေးပေးလိုက်မယ်စတားလေးပြပေးလိုက်မယ်အတိုးလျှော့လေးနဲ့စော့ဆိုအတိုးအလျှော့နဲ့စော့တက်တဲ့သူကပောက်တယ်အတိုးလျှော့နဲ့မစော့တက်တဲ့သူလို့ပြောမလဲစိတ်မရှိတဲ့သူတော့ရှုပ်ပါတယ်ပတ်လဲလည်းမထိုးတော့ပါဘူးပောက်ချင်ပေါက်မပောက်ချင်နေသူ့တိုင်းပဲထိုးလိုက်မယ်အဲ့ဒီလိုလေးတွေကမပောက်ဘူးအဲ့တော့သုံးပုံတစ်ပုံလောက်ပဲပောက်တယ်သုံးပုံတစ်ပုံလောက်ပဲတတိတီကပောက်သွားတယ်ဒါကြောပြတာနော်နှစ်ပုံလောက်ကမပောက်ဘူးအဲ့တော့အခုလေညတို့အခုတစ်ခွက်ကမွေးကနန်းလေးကိုထုတ်ပြီးခဲ့မယ်အဲ့ဒီကနန်းလေးကဖျားအတွက်ရည်စူးထားတဲ့ကနန်းလေးပြမယ်82ထွက်သွားတယ်အဲ့ဒါလည်းဖျားကနန်းပဲဒါမှမဟုတ်စောသေးတယ်လို့အဖွဲဝင်တွေမထည့်သေးဘူးဆိုပြီးတော့နေတာဒါပေမဲ့သူကထွက်သွားတော့ထားလိုက်တော့ပြီးသွားတဲ့အကြောင်းကိုညတို့ဟိုနောက်ကြောင်းမပြန်လှည့်တော့ပါဘူးနော်နောက်ကြောင်းပြန်မလှည့်တော့အဲ့တော့အခုတကွက်ကောင်မွေးကနန်းကိုထုတ်ပြီးမယ်နော်အဲ့ဒီတကွက်ကောင်မွေးကနန်းထုတ်ပြီးတော့အရန်နှစ်ကွက်ကိုမွေးရမယ်နှစ်ပတ်တော့မွေးအမှန်မှဒီတစ်ပတ်သေးကိုပေးမှာဒါဗုဒ္ဓဟူးနေ့ကရက်ပြက်ရှိသည့်အတွက်ကြောင့်လို့နှစ်ပတ်တော့မွေးဖျားအတွက်ရည်ရွယ်ရည်စူးထားတဲ့ကနန်းနော်မြင်လို့ဗာပြောထားလဲငကယုံဖျားလေးကိုပြန်လေပြုပြင်မွမ်းမံစရာရှိတယ်မြင်လို့အဲ့ဒါလေးကိုအားခဲနေတယ်အားခဲနေတယ်ပြောတယ်အေးအဲ့ဒီကနန်းလေးပဲအဲ့တော့ကြွပြမယ်မြင်လို့ပတ်စံမမှတ်ဘူးဒါပေမဲ့အဲ့ဒီဖျားကနန်းလေးများထွက်သွားခဲ့ရင်တတ်နိုင်သလားလှူပါနော်တတ်နိုင်သလားလှူပါဘယ်လောက်ရေဘယ်ရွရေတောင်းကနန်းနေသိန်းကနန်းဒီလိုစတိ1000လှူလဲရတယ်2000လှူလဲရတယ်3000လှူလဲရတယ်ဖျားနဲ့ပတ်သက်တော့ဒိဋ္ဌံကနန်းလေးဖြစ်သည့်အတွက်ညနိုးမပေးရရတယ်เนาะဒါညနိုး9ရက်သားသမီးတွေကိုညနိုးလိုပဲရစေခြင်းလို့မျှဝေတာပါအဓိကဝေကနန်းလေးပြီးမယ်အဲ့ဒီထွက်သွားပြီးသွားရင်လှူရမယ့်ဖုန်းနံပါတ်ကိုလည်းမမှားနဲ့အလှူခံစားနေရတော့မဟုတ်ဘူးနော်တိချာပြောမယ်နော်ဟာဒီကောင်မလိုင်းမော်တက်ပြီးအလှူခံဟမ်လှူခံစရာမလိုကိုလူနဲ့ကိုအေးလို့မပေးခဲ့တယ်ရတယ်ကိုအဖွဲ့ဝင်တွေကိုပေးလို့ရတယ်တိမ်တောင်ခတ်နေလို့ရတယ် limit တောင်စောကြီးပြေသွားအောင်နော် limit တောင်စောကြီးပြေသွားအောင်ကုတူရစေခြင်းနဲ့စိတ်ကုတူရစေခြင်းမလေးပြောတာပဲပေါင်ရင်လှူမယ်တဲ့ရှစ်ကိုးတွေနှစ်သုံးတွေထွက်သွားတာအဲ့ဒီလူတွေတရားမှမလားနော်ရှစ်ကိုးတွေနှစ်သုံးတွေထွက်သွားတရားမှမလားကိုမိသားစုအပွဲဝင်ထားတဲ့မိသားစုတွေပဲပလူကြံအောင်လာသွားတယ်ဒါပေမဲ့အခု line ပေါ်ကမိသားစုတွေတေးတေးချာချာပြောမယ်နော်ညနိုးဖျားကနန်းကိုချပြီးခင်းပါပါတစ်ပတ်နှစ်ပတ်မွေးရမယ်နှစ်ပတ်မွေးရမယ်နှစ်ပတ်မွေးရမယ်ဗုဒ္ဓဟူးနေ့ဖောင်းရရှိသည့်အတွက်ကြောင့်မလို့နှစ်ပတ်မွေးပါတတ်နိုင်သလောက်လှူမယ်လှူရမယ့်ဖုန်းနံပါတ်အတ္တိကနန်းများထွက်သွားခဲ့ရင်လှူရမယ့်ဖုန်းနံပါတ်ကိုမမေ့ပါနဲ့39968443 KB ရော WB ရောဖွင့်ထားတယ်1000ထည့်လဲရတယ်2000ထည့်လဲရတယ်နော်ကြေးမတတ်မှတ်ထားဖျားကနန်းဖြစ်နေသည်ဖျားကိုလှူမဲ့ကနန်းဖြစ်နေသည်အတွက်ဒါပဲနော်ကိုကဒီငကယုံဖျားလေးကိုဒိဋ္ဌံထားတယ်ဒိဋ္ဌံထားတဲ့နေရာမှာမြင်လို့ရဲ့အကျိုးဆက်အကြောင်းဆက်ကပံ့ပိုးမှုတွေကသူ့ဟာနဲ့သူလာသည့်အတွက်ကြောင့်လို့ပြပြတာနော်တတိဒီဆိုတဲ့တတိဒီကကန်ဆက်တဲ့သူတွေအကုန်ပေါက်သွားတယ်ကန်မဆက်တဲ့သူတွေကျန်နေခဲ့တယ်ဒါပဲဒီလိုပြောချင်တဲ့သဘောပဲအဲ့တော့6096843 KB ဝေပြီးဖွင့်ထားတယ် KB အကောင့်နာမည်ထွေးယူမော်ဝေပြီးအကောင့်နာမည်ကျော်စင်ခန့်အဲ့တော့ဖျားငကယုံဖျားအတွက်လှူရမယ်ခဏန်းလေးဒီ89ပါအပြန်အလှန်ထိုးပါကိုကိုထိတ်ကနေပဲဒါပေမဲ့မြင်လို့ကတော့89ဆိုတဲ့ကဏ္ဍကိုပြီးခဲ့ပါတယ်အဓိကမိန်းမှာပြောပြီးတော့ပြန်ဆင်းတော့မယ်နော်အချိန်ကြီးလည်းမနေဘူးကြာသွားပြီနော်ခွန်ကိုဖျားကဏ္ဍလေးပါနော်နောက်ထပ်အရင်မွေးရမယ့်နှစ်ကွက်က9 8နဲ့ခွန်9ပါ
58နဲ့ခွန်9ကိုမွေးပါနော်58နဲ့ခွန်9ကအရန်မွေးပါနော်အဲ့တော့ပြောခဲ့မယ်ခွန်9ရယ်ခွန်9ရယ်58ရယ်ခွန်9ရယ်ခွန်9ရယ်58ရယ်ပါအဓိကဖျားဘူးခဏန်းဒီ89ပါရှင်နော်အဓိကဖျားဘူးခဏန်းဒီ89ပါ main ကွက်ပါရှင်တေးတေးချာချာပြောခဲ့ပါတယ်နော်ကဲအားလုံးပဲသုံးလုံးတစ်ခွေလိုချင်ရင်လေ634ကိုခွေသီးလား634 60ပြန်ကြမြင်နေလို့နော်634ကိုခွေလို့ရတယ်နော်ခွေချင်ရင်အခွေ3လုံးအခွေကိုကြိုက်တဲ့လူတွေက634ပါနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြင်လို့ယနေ့ညမှာပြီးခဲ့တော့89မွေးကနန်း58 85ဆိုတဲ့မွေးကနန်းဒီအားလုံး9နှစ်9ရက်သားသမီးအတွက်ကောင်းကျိုးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပြီးပောက်ကွက်မင်းကွက်များဖြစ်ပါစေလို့မြင်မြတ်တို့ကဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဟယ်လိုဟုတ်ကဲ့ရှင်ဝင်ဒီ609 68443မှာ KB ဝေပေးရှိတဲ့အစင်ပြေတာနဲ့ငွေစင်ပြေနော်စင်ပြီးသွားရင်မန္တလေးဖုန်းပြန်ခေါ်ပေးပါရှင်anh trong sạch đồ quỳ nước ở là nè Hoàn một khi bây giờ cô sẽ có anh nữa cô sẽ làm bên chế Mai à rồi lại chết chó lắm cho hay à đây cái gì là ớ không biết là cái nào còn thấy mà hôm nay tôi ha Mỗi đại là nốt mình đại đi chẳng cùng nó chẳng gì con nói chuyện cô một có gì tay à tay đâu bây giờ lâu thích cái nào thứ 200 kia vai cái tê mà anh bọc cái bọc anh một chút 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 à chạy bóng chi vẫn môn này nhỉ bây giờ nó được kia sao mình khinh đá lên nhỉ hình thọt nó nhìn thọt nó một viền vợ cứ lo mặt tay mình đang tập của phải đã mày không có trên ấp trên nói thưa cái tam là thưa chạy tịt cho bậc nhầm cho thưa cái tam với anh bảo anh hai quá cho chia cho em tao chia cho em còn ôn ông cho nào chia cho em rồi dùng trong tí chơi tí mày đương phần đi ban nào nơi đây toàn smooth tức hơn à toàn smooth tức hơn à tôi biết hả chết tức à không mày chuột bạn đồ chày nè nhỉ đồ tôm nè đồ chày nè này của anh lên về 5 tỷ tắt lương rồi ở đây ngọt ngào ấy tắt lương nào đó đấy hai để tay ăn nè ai chuối chui mà đâu bạn nó bóc quận à nó bóc quận Chết chị ấy đi ra bạn thử tóm lâu rồi Hoa cả đó mà man khe lại